ဘောတန်တရားခရီးသွားနေကြတဲ့ပုဂ္ဂိုလ်တွေဟာအကောင်းနဲ့တွေ့တယ်လို့အဆိုးနဲ့လည်းတွေ့နိုင်တာပဲအနိုင်နဲ့တွေ့တယ်လို့အရှုံးနဲ့လည်းတွေ့ရတာဖြစ်တယ်တန်တရားသဘာဝလောကရဲ့သဘာဝအတိုင်းအကောင်းအဆိုးအရှုံးအမြတ်ဆိုတာတွေဟာဖြစ်ပေါ်နေလေရှိကြတာဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်နေကြတာမြည်တို့ပင်ရှိပါစေမြတ်ဗုဒ္ဓရဲ့အဆုံးအမတော်မှာအဆိုးထဲမှာလည်းပဲအကောင်းရှာလို့တွေ့နိုင်တယ်အရှုံးထဲမှာလည်းပဲအမြတ်ရှာလို့တွေ့နိုင်တယ်မြန်မာလူမျိုးတွေရဲ့စကားပုံထဲမှာလည်းပါတယ်လေအမိုက်ထဲကရွှေဆိုအဲ့တော့အဆိုးထဲကကောင်းတဲ့အရာကိုရှာကြံတတ်ဖို့လိုအပ်တယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတဲ့တရားဟာတရားတို့ရဲ့အကြောင်းမျိုးမျိုးကြောင့်ဆုံးရှုံးခြင်းအောင်နိုင်ခြင်းဆိုတဲ့မတူညီတဲ့သဘောတွေကြားထဲမှာစိတ်ဓာတ်ကြံ့ခိုင်မှုရအောင်မြတ်စွာဘုရားဒီလမ်းကိုရှင်းလင်းဟောပြတာဖြစ်တယ်စိတ်ဓာတ်ကြံ့ခိုင်မှုရတယ်ဆိုတာအကောင်းကိုမျက်စိမိတ်ပြီးအဆိုးလို့ပြောတာလည်းမဟုတ်ဘူးအဆိုးကိုမျက်စိမိတ်ပြီးအကောင်းလို့စဉ်းစားခိုင်းတာလည်းမဟုတ်ဘူးအဆိုးနဲ့အကောင်းဆိုတာဟာရှိနေတတ်တာဘာကြောင့်ဆိုးတယ်လဲဘာကြောင့်ကောင်းတယ်လဲဆိုတာအကြောင်းတရားတွေရှိနေခြင်းပဲဖြစ်တယ်ရှိနေတဲ့အကြောင်းတရားတွေကိုမှန်ကန်ဆင်ញင်သုံးသပ်တတ်လို့ရှိရင်ဆိုးတဲ့အလှဲ့မှာလည်းပဲအဆိုးတွေကအကောင်းကိုရှာနိုင်ရမယ်အရှုံးတွေကမှလည်းပဲအမြတ်ကိုရှာနိုင်ရမှာဖြစ်တယ်ပေါ့မြတ်စွာဘုရားဟာအသိပညာပေးပြီးတော့အဆိုးနဲ့အကောင်းကိုရှင်ဆိုင်ဝတ်အောင်စွန့်ရည်တတ္တိတွေကိုချီးမြှင့်တဲ့ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမဟာမိုင်းစင်တာတိချင်းစိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတာဖြစ်တယ်လူသားတွေရဲ့စိတ်ထဲမှာအကောင်းပင်ဖြစ်ပါစေအဆိုးလို့ထင်တဲ့အခါထင်တယ်အဆိုးပင်ဖြစ်ပါစေအကောင်းထင်ခြင်းတဲ့အခါထင်တယ်မှန်ကန်တဲ့အနေအထားမျိုးတကယ်စင်စစ်မရှိတာဖြစ်တယ်အဲ့ဒါလို့မရှိတဲ့အခါမှာယောနိသောမနတိကာရ wise attention လို့ခေါ်တယ်နှလုံးသွင်းဟာအမြဲတမ်းအရေးပါတယ်အဲ့ဒီနှလုံးသွင်းဤပညာကိုမြတ်စွာဘုရားဟာတပိသာဝကတွေကိုဖြစ်ပေါ်စေပညာဖြင့်ဆင်ញင်သုံးသပ်ပြီးအဆိုးတွေကအကောင်းကိုတွေးနိုင်တာအရှုံးတွေကအမြတ်ကိုတွေးအောင်ရှာတတ်ဖို့မြတ်စွာဘုရားဟောကြားတာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမမှာအသိပညာဟာအရေးကြီးဆုံးဖြစ်တယ်ဒါကြောင့်မို့အသိပညာပေးပြီးဆုံးမတာသာဖြစ်တယ်ပညာနဲ့ဆင်ញင်သုံးသပ်နိုင်မှလမ်းမှန်မှုကိုရတာဖြစ်တယ်ပညာနဲ့ဆုံးမမှုမရှိဘဲနဲ့ထွက်ပေါက်ရှားပြီးဆိုလို့ရှိရင်အဆိုးကပိုဆိုးသွားပြီးတော့အရှုံးကလည်းပိုပြီးတော့ရှုံးသွားနိုင်တယ်ပညာနဲ့ထွက်ပေါက်ရှာတဲ့အခါကျတော့အမှန်တရားကိုသိရှိပြီးတော့စိတ်နှလုံးအေးချမ်းမှုကိုရတာဖြစ်တယ်မြတ်စွာဘုရားဟောတဲ့တရားတော်ထဲမှာဥတည်ချက်နှစ်ခုရှိတယ်နော်ဩပတမိကောဘုရားဟောတဲ့ဤစနစ်တိုင်းဆုံးမစကားတွေနားထောင်လိုက်ရလို့ရှိရင်စိတ်နှလုံးအေးချမ်းမှုကိုရရှိစေတယ်ပူလောင်လာတဲ့ပုဂ္ဂိုလ်တွေဟာစိတ်နှလုံးအေးချမ်းသွားရမယ်ယူသွတ်လာတဲ့ပုဂ္ဂိုလ်ဟာလည်းအယူပြောက်သွားဆုံးရှုံးနေတာမှုတွေအလွန်များလို့စိတ်သောကကြီးမားနေတဲ့ပုဂ္ဂိုလ်တွေလည်းစိတ်သောကလွတ်မြောက်သွားခက်ခဲမျိုးစုံကြုံလို့ထို့ခက်ခဲတွေကြားထဲမှာရင်မောနေရတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းစိတ်နှလုံးအေးချမ်းမှုကိုရရှိခံစားတယ်အသိဉာဏ်ဖြင့်ဆင်ញင်သုံးသပ်နိုင်အောင်မြတ်စွာဘုရားဟောလို့ဘုရားဟောတဲ့တရားဟောဩပတမိကစိတ်နှလုံးကိုအေးချမ်းမှုဖြစ်ပေါ်စေတယ်လက်တွေ့အားဖြင့်လည်းပဲမြတ်စွာဘုရားဟောတဲ့အဆုံးအမတိုင်းမှန်မှန်ကန်ကန်နှလုံးသွင်းတတ်ပြီဆိုရင်စိတ်နှလုံးအေးချမ်းမှုရရှိတာမှန်တယ်အဲ့ဒါလို့မှမဟုတ်ဘူးဆိုလို့ရှိရင်စိတ်နှလုံးဟာပို့ပြီးတော့ပူလောင်မှုတွေကိုဖြစ်ပေါ်စေတတ်တယ်ဥပမာမဲ့လူတယောက်ဟာဘဝတစ်ခုမှာအိုခြင်းဆင်းရဲဆိုတာလည်းတွေ့ရတာပဲ
နာခြင်းဆင်းရဲဆိုတာလည်းတွေ့ရသိခြင်းဆင်းရဲဆိုတာလည်းတွေ့ရအဲ့လိုတွေ့တဲ့အခါမှာထွက်ပေါက်ရှာမရပဲတဲ့ဖြစ်နေတတ်တယ်ငါမှအိုတယ်လို့စိတ်ကထင်တယ်ငါမှယောဂဖြစ်တယ်လို့စိတ်ကထင်တယ်ငါအမျိုးတည်းမှငါဆွေမျိုးတည်းမှသိရတယ်လို့စိတ်ထဲကထင်လာတယ်အဲ့ဒါလို့ထင်လာလို့ရှိရင်စိတ်နှလုံးပူလောင်မှုဟာဒီဂရီတက်လာမြင့်လာပို့ပြီးတော့စိတ်တည်မချမ်းသာမှုကိုဖြစ်ပေါ်စေအဲ့ဒါကိုယောနိသောမနတိကာရအမှန်ကန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်အေးအိုရဟာငါတယောက်တည်းလားဘယ်ဟုတ်မလဲတကဘာလုံးမှာရှိတဲ့လူတွေအိုးနေကြတာပဲငါတဲ့အသက်ကြီးတဲ့လူတွေငါတဲ့အရင်အိုသွားကြပြီငါအဖိုးတွေငါအဖွားတွေအိုသွားကြပြီယောဂဖြစ်တာရောငါတယောက်တည်းလားဘယ်ဟုတ်မလဲဒီနေ့ခေတ်မှာဆိုရင်ဆေးရုံဆေးကနေသွားချိယောဂဝေဒနာတွေများမှများနော်ကဘာမှာလည်းပဲအလွန်ကိုများတယ်ယောဂဝေဒနာတွေဖြစ်နေတဲ့လူတွေငါတယောက်တည်းလည်းမဟုတ်ဘူးငါအမျိုးတည်းတင်လည်းမဟုတ်ဘူးအားလုံးတကဘာလုံးဆိုင်နေတဲ့ universal အားလုံးနဲ့သက်ဆိုင်တဲ့သဘာဝတရားကြီးပဲသိကြတာကရောအေးသိကြတာဆိုတာတို့လူမျိုးမှလည်းသိတာမဟုတ်ဘူးတို့အမျိုးမှသိတာလည်းမဟုတ်ဘူးဘယ်ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်လောကမှာသတ္တဝါတွေအားလုံးဟာသိဆုံးခြင်းနဲ့ရင်ဆိုင်နေကြရတာဖြစ်လို့မရှောင်လွဲနိုင်တဲ့ကိစ္စကြီးတစ်ခုလို့ဒီလိုနှလုံးသွင်းပြီးတော့အဖော်ညှိလိုက်လို့ရှင်ပူပန်မှုတွေရောကျသွားတာအမှန်ပဲပေါ့ဒီလိုစဉ်းစားလိုက်တာ ਨੇ ပဒါစာရီဟာစိတ်သောကတွေရောက်ပြီးတော့လာတဲ့အချိန်မှာသောကကြောင့်အယူတယ်မဘဝရောက်သွားတယ်အဲ့ဒီသောကကိုဘာနဲ့ဖြည့်ပေးတာတော့လို့ဆိုရင်ရှင်းရှင်းလေးမြတ်စွာဘုရားဖြည့်တဲ့နေ့နေပါအောင်ပဒါစာရီဟာနံပါတ်1သူအားကိုးရတဲ့သူ့ရဲ့အိမ်တော်ဘက်ကဆုံးသွားတယ်အိမ်တော်ဘက်ဆုံးသွားတော့ဖြည့်စရာရှိတဲ့သားကလေး2ယောက်ရှိသေးတယ်သားကလေး2ယောက်လည်းဆုံးသွားတယ်သားကလေး2ယောက်ဆုံးသွားတော့ဖြည့်စရာရှိသေးတယ်အိမ်မှာအမေနဲ့မောင်လေးရှိသေးတယ်အဲ့ဒီလိုအားခဲထားသည့်အတွက်ကြောင့်သူဟာအားကိုးရရှာတဲ့အခါမှာလူသားတွေပဲလိုက်ပြီးအားကိုးတာရှာတယ်ပေါ့အဲ့ဒီလိုမဆုံးနိုင်တဲ့အားကိုးမှုကိုသွားရှာလိုက်တဲ့အခါသတင်းစိုးကြားလိုက်ရတယ်သူ့ရဲ့အမေနဲ့အဖေမောင်လေးဟာလည်းဆုံးသွားပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာသူ့ဘဝဟာခြားခြားလဲသွားပြီးသောကကိုမထိန်နိုင်လို့အယူတဲ့မောဟဘဝရောက်သွားတာအဲ့လိုရောက်သွားအဲ့လိုရောက်သွားတဲ့အခါမှာမြတ်စွာဘုရားကဖြစ်သိမ့်တဲ့စကားပြောတာရှင်းရှင်းလေးပဲနေပါအောင်ခုလို့သေးတာဟာမိသားစုတူတယ်လားဆိုတော့မဟုတ်ဘူးနခမ္မဓမ္မောတရွာရဲနဲ့သက်ဆိုင်တဲ့ကိစ္စလည်းမဟုတ်ဘူးနနိဂမဓမ္မောတတိတာရဲနဲ့တမျိုးရဲနဲ့သက်ဆိုင်တာနနဂရဓမ္မောမျိုးတစ်ခုရဲနဲ့သက်ဆိုင်တာလည်းမဟုတ်ဘူးနိုင်ငံတနိုင်ငံနဲ့သက်ဆိုင်တာလည်းမဟုတ်ဘူးလူမျိုးတစ်မျိုးရဲနဲ့သက်ဆိုင်တာလည်းမဟုတ်ဘူးတိုင်းပြည်တစ်ပြည်ရဲနဲ့သက်ဆိုင်တာမဟုတ်ဘူးစัจ java လာအနန္တတရဝမှန်သမျှနဲ့သက်ဆိုင်နေတဲ့အရာကြီးဖြစ်တာကိုဘာဖြစ်လို့ပူရမလဲအလုံးဟာဒီတိုင်းပဲဘယ်သူရောလွတ်လွတ်လဲလို့ဒီစကားနဲ့ပဲပဒါစာရီဟာတောကကိုရှင်းထုတ်လိုက်နိုင်တယ်ပေါ့ဒါအမှန်ပဲမြတ်စွာဘုရားရှင်းပြတဲ့စကားကအမှန်ပဲလေကိုချင်းနာချင်းသိချင်းဆိုတာကိုတယောက်တည်းမှမဟုတ်တာကိုတယောက်တည်းမဟုတ်ဘူးလို့စဉ်းစားလိုက်တာနဲ့ရောကြသွားယောဂဖြစ်ပြီးဆိုရင်အေးငါတယောက်တည်းဖြစ်တာမဟုတ်ဘူးတစ်ကမ္ဘာလုံးဖြစ်နေဖြစ်ပါစေဒါအရေးကြီးတာမဟုတ်ဘူးလို့စိတ်ထဲမှာထားကြည့်လိုက်ဘဝဆိုတာလူဆိုတာတစ်ခါပဲသိတယ်လို့စိတ်ထဲမှာတွေးကြည့်လိုက်လို့ရှင်သောကတွေဟာရောကြသွားတယ်နောက်ဆုံးမှာကိုယ့်ကိုသိဆုံးခြင်းဆိုတဲ့အန္တရာယ်နဲ့ကြုံလာတဲ့အခါမှာလဲစဉ်းစားကြည့်လိုက်ငါတယောက်တည်းသိမှာမဟုတ်ဘူးအလုံးသိဘုန်းကြီးတို့လေမြန်စီးတဲ့အခါမှာစိတ်ကိုတခါတရံဘလို့ဖြစ်ပြီးတယ်လဲဆိုအေးလေမြန်ဆိုတာအမတန်အန္တရာယ်များတာကောင်းကင်ဘုံမှာယတ္တိယမရှိဘူးကောင်းကင်သွားတာအသေးလဲငါတယောက်တည်းမှမဟုတ်ဖဲဆိုတော့ကြောက်စိတ်မရှိတော့လေမြန်စီးရမှာတော်တော်ကြောက်တဲ့လူတွေအများကြီးရှိတယ်
တချို့စီးကိုမစီးရတာရှိဘုန်းကြီးတို့သီရိလင်္ကာမှာနေတော့ကဒီ British Council မှာအင်္ဂလိပ်စာသင်တန်းပို့ချပေးတယ် Miss Ruth ဆိုအင်္ဂလိပ်မကြီးကဘုန်းကြီးတို့သင်တန်းသားတွေကိုမေးတယ်လေမြန်စီးရမှာမကြောက်ဘူးလားဆိုတဲ့စကားကိုမေးအားလုံးကဘယ်သူမှမကြောက်တယ်မရှိဘူးမကြောက်ဘူးပဲဖြစ်တတိကောင်းလိုက်ကြတာတဲ့သူမှဆိုရင်လေမြန်စီးရမှာတိတ်ကြောက်တယ်နော်တိတ်ကြောက်တယ်လေမြန်စီးရမှာကြောက်တာတေးရမှာကြောက်တာပေါ့အဲ့လိုသိကြောက်တယ်လို့ပြောတယ်လောကလူတွေဟာဖိုဘီးယားဆိုတာတခုခုဆွဲပြီးတော့ကြောက်လန့်တတ်တဲ့ဝါသနာတော့လူစိတ်ဆွဲတွေမှာရှိတယ်ကြောက်တဲ့လူရှိတယ်လို့မကြောက်တဲ့လူရှိမကြောက်တဲ့လူတွေကြတော့လေမြန်တကားပေါက်ဖွင့်ပြီးလေဒီနဲ့တောင်ခုံစီးသေးတယ်လေဒီနဲ့တောင်ခုံဆင်းတာလုပ်သေးတယ်မကြောက်ဘူးလေကြောက်တဲ့လူကကြောက်တယ်အဲ့ဒါလို့အမှန်တရားကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်ရင်စိတ်အားဆိုတက်လာတာဖြစ်တယ်အလုံးဟာဒီသဘာဝပဲရှိတယ်ရသော်ဘုရားကဟောတဲ့အခါမှာစဉ်းစားဉာဏ်တစ်ခုပဲပေးတယ်လွယ်လွယ်လေးဘယ်လိုစဉ်းစားရမလဲအကြောင်းတရားတွေကပေါင်းစပ်လှုပ်ထားတဲ့အရာမှန်လို့ရှိရင်မြင့်မို့တောင်ကြီးပဲဖြစ်စေကဘာကြီးပဲဖြစ်စေအဆောက်အဦကြီးပဲဖြစ်စေတနေ့ကျပြုတ်ကြပျက်စီးမှာပဲတနေ့ကျဆိုတာဝေးလက်နဲ့တနေ့လည်းဖြစ်ချင်းဖြစ်မယ်နီးတဲ့တနေ့လည်းဖြစ်ချင်းဖြစ်ဘယ်ရာပဲဖြစ်ဖြစ်လောကကြီးဟာတနေ့ကျလို့ရှိရင်ပျက်စီးသွားမှာပဲအဲ့ဒါလို့ပျက်စီးသွားမှာကိုစိုးရိမ်နေရင်ဘာအကျိုးရှိမလဲမြတ်စွာဘုရားကစဉ်းစားခိုင်းတယ်တံကုဋ္ဌထလဘ္ဗသဘာဝတရားကြီးမမြဲတဲ့အပေါ်မှာငါကဘာတတ်နိုင်မှာလဲငါတတ်နိုင်တာဘာတစ်ခုမှမရှိဘူးနော်ဒါအစဉ်းစားမှုခေါ်တယ်ဒီအဲ့ဒီစဉ်းစားဆင်ញင်သုံးသပ်ခြင်းဟာဘာနဲ့စဉ်းစားတာတော့ဆိုပညာနဲ့ပဲစဉ်းစားတာပညာနဲ့စဉ်းစားခြင်းအပြင်အဆိုးတွေကမှအကောင့်တွေ့နိုင်တယ်အရှုံးတွေကအမြတ်ရှာလို့ရသွားတယ်ပညာနဲ့စဉ်းစားတာကိုအဲ့ဒါလိုပဲဘုန်းကြီးတို့တွေလောကကြီးမှာနေထိုင်ကြတဲ့အခါမှာအဆိုးနဲ့လည်းတွေ့မှာပဲအရှုံးနဲ့လည်းတွေ့မှာပဲဘာနဲ့ပဲတွေ့အရှုံးတွေကအမြတ်ဘယ်လိုရှာမလဲစဉ်းစားပြီးတော့ကြည့်လိုက်တဲ့အခါမှာလူရဲ့ခန္ဓာကိုယ်မှာရုပ်နဲ့နာမ်နှစ်ခုရှိတယ်ရုပ်နဲ့ခန္ဓာကိုယ်နှစ်ခုရှိတယ်နှစ်ခုစလုံးဟာရုပ်တရားကြီးကလည်းပျက်စီးတတ်တဲ့သဘောရှိတယ်နာမ်တရားကလည်းပျက်စီးတတ်တဲ့သဘောရှိတယ်ရုပ်တရားကြီးပျက်စီးတာနာရာကျင်နာကြိုက်တာခဲတာလူတွေသိတယ်နော်ရုပ်တရားကြီးရဲ့သဘာဝငယ်စဉ်တောင်ကြီးကလေးဘဝကတဖြည်းဖြည်းကြီးထွားလာတဲ့အခါမှာတေဇောဆိုတဲ့အပူစရတရားလွှမ်းမိုးရောက်ရှိလာတဲ့အခါမှာအင်အားကြီးရောကျလာတယ်လှပမှုတွေနုပြိုမှုတွေဖြစ်စီလာတယ်ယောဂဝေဒနာဖြစ်လိုက်ရင်ပိုလို့ဆိုးသွားတယ်အိုခြင်းတရားသည်အင်အားတွေကိုဖျက်ဆီးသွားတယ်လှပနုပြိုမှုတွေကိုဖျက်ဆီးပြီးတော့လူကိုရုပ်ပြက်ဆင်းရဲဖြစ်အောင်အိုခြင်းတရားကလုပ်တယ်မိများဟာလောင်သွားတဲ့နေရာမဲချံရစ်တယ်မိလောင်တဲ့နေရာလှသွားတယ်လို့မရှိဘူးမိလောင်တဲ့နေရာဟာအယုတ်ဆိုးကြီးတန်ဖြစ်တယ်ထို့တူပဲစရတရားဖြတ်တန်းခြင်းခံရတဲ့ခန္ဓာကိုယ်ဟာလည်းအယုတ်ဆိုးအကြီးတန်ဖြစ်သွားယုတ်ဆိုးကြီးတန်ဖြစ်သွားဘဒုစရပဲဖြစ်ဖြစ်စရတရားကဖြတ်စည်းပြီဆိုရင်နုပြိုနေတဲ့ယုတ်ဟာရှင်ယုတ်အိုမင်းလာတာဖြစ်တယ်ကျမ်းမာနေတဲ့ယုတ်ကလည်းမကျမ်းမာတဲ့အပိုင်းရောက်သွားအားရှိတဲ့ယုတ်ကလည်းအားမရှိတဲ့အပိုင်းကိုရောက်သွားယမယံခါနုပြိုနေစဉ်မှာလည်းပဲဒီယုတ်ကြီးကသွားကြိုက်တယ်နားကြိုက်တယ်နေမကောင်းမှုဖြားတဲ့ရာသီဥတုကြောင့်တစ်ခုဖြစ်တယ်ဆိုတာလာတာပဲလေအဲ့လိုလာပြီဆိုတဲ့အခါမှာရုပ်ခန္ဓာကိုယ်ကြီးကဖြားနာမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေကျုံလာတဲ့အခါမှာဘယ်လိုတွေးမလဲငယ်တဲ့အချိန်မှာခန္ဓာကိုယ်ကြီးဟာနေမကောင်းထိုင်မသာဖြစ်ပြီးတော့လူဟာ
စိတ်ဆင်းရဲပွေရမသွားနိုင်မလာနိုင်မစားနိုင်မသောက်နိုင်ဖြစ်နေပြီဆိုတဲ့အခါမှာဘယ်လိုအားတင်းရမလဲလို့ဆိုမြတ်စွာဘုရားကဟောတယ်ရုပ်ခန္ဓာကိုယ်ကြီးနာခြင်းနာပါစေတဲ့စိတ်မနာပါစေနဲ့ဟောအဆိုးတွေကအကောင်ရုပ်ခန္ဓာကိုယ်ကြီးနာတာကိုအကြောင်းပြုပြီးတော့မင်းလိုက်ပြီးစိတ်မဆင်းရဲနဲ့လို့ဆိုလိုတယ်ရုပ်ဆိုတာသဘာဝတရားအလျောက်တဖြည်းဖြည်းကြည့်ပြီးတော့အိုမင်းလာမှာပဲယောဂဖြစ်เสียရှိရင်ဖြစ်လာမှာပဲသူအကြောင်းရှိရင်ဖြစ်လာတာပဲအဲ့ဒီအကြောင်းကိုကိုယ်ကသိတာမဟုတ်ဘူးတခါတည်းရန်ကြတော့ဆရာဝန်တွေတောင်မှပဲသွေးတို့ဘာကြောင့်ဖြစ်တာတော့ဆိုရင်ပြောတဲ့အခါမှာအငန်းကြီးစားလို့တို့တခြားအကြောင်းအရာတွေတို့ဒီလိုပြောလို့ရှိကြတော့လည်းပဲယမယံခါကြတော့အကြောင်းရှာမတွေ့တော့ unknown cause လို့ပြောကြပြန်ဒီယောဂဘာကြောင့်ဖြစ်မှမသိဘူး unknown cause ရေပုံရအဖြစ်သာလဲကင်ဆာဘာကြောင့်ဖြစ်တယ်လဲတခါတည်းရန်ကြတော့ unknown cause ပဲဘာကြောင့်ဖြစ်မှမသိဘူးအဲ့ဒါလို့အဖြေမထုတ်နိုင်တဲ့အကြောင်းတရားတွေဆိုတာရှိလာတဲ့အခါမှာရုပ်ခန္ဓာကိုယ်ကြီးနေမကောင်းထိုင်မသာဖြစ်နေတဲ့အခါမှာနှလုံးသွင်းရမှာကငါဒီရုပ်ခန္ဓာကြီးကတနည်းချပျက်စီးမှာပဲနာခြင်းနာစမ်းပါစေရုပ်ခန္ဓာနာတဲ့နောက်မှာငါစိတ်ကလေးလိုက်ပြီးမနာဖို့အရေးကြီးတယ်သူ့အတွက်ငါစိတ်ဆင်းအောင်မလုပ်နှုတ်ဆိုရင်ရုပ်ရဲ့နာကျင်မှုဆုံးရှုံးမှုရဲ့နောက်မှာဖြစ်ရနေခြင်းဆိုပြီးတော့စိတ်ပါနာသွားတယ်ရုပ်အိုတာနဲ့စိတ်ကပါလိုက်အိုရမယ်ရုပ်ယောဂရတာနဲ့စိတ်ကပဲလိုက်ယောဂရမယ်ဆိုရင်အရှုံးတွေကအရှုံးပဲဖြစ်မှာပဲအဲ့တော့အရှုံးတွေကအမျက်ဖြစ်ဖို့ကြတော့ဘာလို့အရှုံးတွေကအမျက်ဖြစ်ဖို့ဆိုလို့ရှိရင်ခုပြောရတဲ့ငါခန္ဓာကိုယ်ကြီးမှာရုပ်တွေပျက်စီးခြင်းပျက်စီးပါစေငါစိတ်ဓာတ်ကလေးမပျက်စီးဖို့အရေးကြီးတယ်တရားဓမ္မနဲ့စိတ်ဓာတ်ကလေးမပျက်စီးဖို့အရေးကြီးတယ်စိတ်ဓာတ်ပျက်စီးတယ်ဆိုတော့ဘယ်လိုဟာခေါ်တော့လောဘတွေဖြစ်နေရင်စိတ်ဓာတ်ပျက်စီးတယ်လို့ခေါ်တယ်ဒေါသတွေဖြစ်ရင်စိတ်ဓာတ်ပျက်စီးတယ်လို့ခေါ်တယ်အမှန်မသိတဲ့မောဟတွေမာမနာတွေတစ်ဖက်သားကြည်ပွားတာမနာလိုတဲ့အိတ်သားတွေကိုယ်သာကောင်းစားခြင်းနဲ့မစ္စရိယတရားတွေအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေဖြစ်ပေါ်လာပြီဆိုရင်အဲ့ဒါစိတ်မကြမ်းမာခြင်းဖြစ်ခြင်းပဲသို့တော့ဒီကနေ့ခေတ်မှာတော့စိတ်မကြမ်းမာသူစိတ်ယောဂါဆိုတာဒါကိုမခေါ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမမှာတော့ဒါကိုစိတ်ယောဂါလို့ခေါ်တယ်ဒါကြောင့်မို့ပုထုဇဏောဥမတ္တကောပုထုဇဉ်မှန်ရဲ့အယူပဲလို့ပြောတာစိတ်ယောဂါနဲ့ကင်းတဲ့လူမရှိဘူးအယူကြီးအယူလေးပေါ့နော်တခါတော့ကလမ်းမေးဆဲပေါ်မှာခေါင်းမူကြီးခြုံပြီးတော့လူတယောက်အိတ်နေတာပဲလမ်းသွားလမ်းလာတွေကပြောတာဟိုပေါ်မှာလူတယောက်အိတ်နေတယ်ကြည့်လိုက်တော့လေခြေတော့လေပေးရေးညစ်ပတ်နေတာဆိုတော့ဘာပြောတော့ကြတော့ဆိုအဲ့ဒါအယူကြီးပါလို့ပြောအယူတယောက်အိတ်နေပြောအဲ့ဒီအယူကကြားတော့ခေါင်းမူခြုံဖွင့်ပြီးတယောက်တော့ဒီလိုထင်တာပဲလို့ပြောတယ်တယောက်တော့ဒီလိုထင်တာသူကလည်းလူကောင်းတွေကိုအယူထင်တာခက်တာနော်တယောက်နဲ့တယောက်တော့ဒီလိုထင်နေကြတာပဲလို့ဆိုတယ်အဲ့တော့ဆိုလိုတာကမြတ်စွာဘုရားဟောတဲ့တရားအရာဆိုရင်ခန္ဓာကိုယ်နာကျင်ခံခက်ယောဂဝေဒနာတွေဖြစ်တာတဘာဝအတိုင်းပဲမကူစားရဘူးလို့ပြောတာမဟုတ်ဘူးအဲ့ဒီနောက်မှာလိုက်ပြီးတော့စိတ်မဆင်းရဲနဲ့ဒါအတွက်လောဘမဖြစ်စေနဲ့ဒေါသမဖြစ်စေနဲ့မောဟမဖြစ်စေနဲ့ခန္ဓာကိုယ်ရုပ်ခန္ဓာကိုယ်ကြီးနောက်လိုက်ပြီးတော့လောဘတွေဒေါသတွေမောဟတွေဖြစ်နေမယ်ဆိုရင်စိတ်ရောယုတ်ရောနှစ်ခုစလုံးဒုက္ခရောက်သွားနိုင်တယ်ပေါ့အဲ့တော့အရှုံးတွေကအဆိုးထဲမှာအကောင်းရှာကြည့်လိုက်ရုပ်ခန္ဓာကိုယ်ဆိုတဲ့ပျက်စီးနေတဲ့အဆိုးထဲမှာအကောင်းရှာဘုန်းကြီးတို့ကျောင်းမှာရည်တူကိစ္စယောဂဖြစ်တယ်ကိစ္စယောဂဖြစ်တော့ဓမ္မပြင်းထန်တဲ့ယောဂဝေဒနာဖြစ်တော့သူတရားဓမ္မတွေကိုကြိုးစားပြီးတော့နာတယ်ကျန်တာတွေအကုန်လုံးဆွန့်လွတ်လိုက်ပြီးသူကိုယ်တိုင်ကလည်းဆရာဝန်ဆိုအလုံးကိုဆွန့်လွတ်ပြစ်လိုက်တယ်ဆွန့်လွတ်ပြီးတော့
ဘာနှလုံးသွင်းလို့ဆိုလို့ရှိရင်ငါဒီအချိန်မှာဟိုအကြောင်းပြဒီအကြောင်းပြနေခဲ့တာတွေများလာပြီဒီကနေ့တော့ဘုရားဟောတဲ့တရားကိုဒီယောဂဝေဒနာကိုအကြောင်းပြုပြီးတော့ငါအပြတ်အသတ်လုံးဝမှာပဲလို့ဆိုပြီးကြိုးစားလိုက်တဲ့အခါမှာတရားကိုကြိုးစားနာပြီးတရားတွေကိုကြိုးစားမှတ်လိုက်တဲ့အခါသိခြင်းတရားဆိုတာသူကကြောက်ရွံ့တဲ့စိတ်တွေနဲသွားပြီးတော့သိခြင်းတရားဒီယောဂဝေဒနာဖြစ်တာကိုတော့မှခြေဆုတင်မိတယ်လို့ပြောဖို့တယ်နော်ခြေဆုတင်မိတာလို့ပြောဖို့တယ်ယောဂဖြစ်လိုက်လို့သူဟာတရားတွေနာခွင့်ရနာဖြစ်သွားတယ်အလို့ဆုံးကတော့အလို့ရှိသေးလို့မအားသေးဘူးဘာလို့ဆရာရှိသေးတယ်ညာလို့ဆရာရှိသေးတယ် ਨੇ ဆိုပြီးတော့ဟုတ်ဒီဘက်ဒီမလို့ဖြစ်ဘူးပေါ့တရားယောဂဖြစ်လာပြီဆိုတဲ့အခါကျတော့အေးသေမင်းကတကားလာခောက်နေပြီအိမ်ကိုဖွင့်ပေးရတော့မှအဲ့ဒီအချိန်မှာတခြားအလုပ်တွေလုပ်နေလို့မဖြစ်တော့ဘူးဆိုပြီးတရားကိုစောက်ချလုပ်တယ်အကြောက်ပြေုံနေမကဘူးတရားပေါ်မှာယုံကြည်အားကိုးမှုတွေနဲ့ယောဂဖြစ်တတ်တောင်သူ့အတွက်ကံကောင်းတယ်လို့ယူဆသွားတယ်စိတ်ဓာတ်ပြောင်းသွားဖို့ကြည့်နော်အဲ့ဒါလို့ထီအောင်အဲ့တော့ရုပ်ခန္ဓာကိုနာပါစေစိတ်မနာစေနဲ့ဆိုတာအဲ့ဒါစိတ်အင်အားတွေပြန်ရတာအဆိုးတွေကအကောင်းပဲအရှုံးတွေကအမြတ်ဖဲလို့တို့နှလုံးသွင်းရမှာဖြစ်တယ်အဲ့ဒါလို့ဖြစ်အောင်နှလုံးသွင်းတရားဟာမတ္တမရေးချတယ်နှလုံးသွင်းတာကိုယောနိသောမနတိကာရမှန်မှန်ကန်ကန်နှလုံးသွင်းတတ်တာပညာတရားပဲအသိပညာတစ်ခုပဲမမှန်မှန်ကန်နှလုံးသွင်းတာကြတော့ဘလို့နှလုံးသွင်းတာငါမှဖြစ်ရလေချင်းနော်ငါနဲ့ငါမိသားစုတွေငါခွဲရတော့မှာတို့ငါရှာထားတဲ့ပစ္စည်းတွေထားခဲ့ရတော့မှာတို့ဆိုပြီးတော့ယူကျုံမရဖြစ်နေမယ်ဆိုရင်တော့အရှုံးတွေကအရှုံးပဲဖြစ်မှာပဲအကောင်းရှာတွေ့မှာမဟုတ်ဘူးအဲ့ဒါကိုမြတ်စွာဘုရားသို့တော့မသေးမှဘယ်သူမှမရှိဘူးသေမဲ့လူချီပဲကောင်းအဲ့တော့အရှုံးတွေကအမြတ်တစ်ခုရလိုက်ဖို့အဆိုးတွေကအကောင်းတစ်ခုရလိုက်ဖို့မြတ်စွာဘုရားဒီနိလန်းကိုဟောတာအဲ့ဒီလိုအဆိုးတွေကအကောင်းရှာတာဟာဘာနဲ့ရှာတာတော့ဆိုလို့ရှိရင်ပညာနဲ့ရှာတာတဲ့အသိပညာနဲ့ဆင်ញင်သုံးသပ်ပြီးတော့ကြည်တာလို့တို့ဆိုတယ်နောက်တစ်ခါမြတ်စွာဘုရားကဆုံးမတဲ့အခါမှာဆုံးမပုံလေးတွေကြည့်လူတွေမှာဆင်းရဲမွဲတေမှုတွေဖြစ်တတ်တယ်ပစ္စည်းဥစ္စာမပြည့်စုံကြဘူးစာဝတ်နေမပြည့်စုံမွဲတေဥစ္စာမဲ့မွဲဆင်းရဲကြငွေကြေးတနာမလုံလောက်ဘူးဆင်းရဲနေစရာကောင်းကောင်းမရှိဘူးစားစရာပြည့်ပြည့်ဝဝမစားနိုင်ဘူးဝတ်စရာလည်းဆုပ်ဆုပ်ပြက်ပြက်နေစရာကလည်းဆုပ်ဆုပ်ပြက်ပြက်ပညာလည်းမသိနိုင်ဘူးဆင်းရဲတဲ့ဘဝမှာတနေ့ကုန်အလုံးလုံးမှစားရတယ်ဆိုတဲ့ဆင်းရဲတဲ့ဘဝဘာတွေဆင်းရဲတာလို့ဆိုငွေကြေးတနာဆင်းရဲတာငွေကြေးတနာဆင်းရဲသည့်အတွက်ကြောင့်အဝတ်စားလည်းမဝယ်နိုင်ဘူးနေစရာအိမ်လည်းမဆောက်နိုင်ဘူးအစားအသောက်လည်းကောင်းကောင်းမစားနိုင်ဘူးမကျန်းမာလို့ရှင်လည်းဆေးဝါးမကုနိုင်ဘူးဆိုတဲ့အခြေအနေဆိုကြုံတွေ့ရတဲ့ပုဂ္ဂိုလ်တွေရှိတာပဲအဲ့ဒီပုဂ္ဂိုလ်တွေလောကမှာချမ်းသာတဲ့လူနဲ့ဆင်းရဲတဲ့လူဘယ်သူကများတော့ဆိုဆင်းရဲတဲ့လူကများပါတယ်အဲ့ဒီဆင်းရဲတဲ့ပုဂ္ဂိုလ်တွေရှိလာတာဆင်းရဲတဲ့ပုဂ္ဂိုလ်တွေရှိလာတဲ့အခါမှာသူတို့မှာဒါအဆိုးနဲ့အရှုံးနဲ့ဘဝမှာရင်ဆိုင်ရတယ်အဆိုးနဲ့ရင်ဆိုင်နေရတယ်လို့သူတို့ဆိုရတယ်အဲ့ဒါကြတော့ထွက်ပေါက်ကဘယ်လိုရမလဲလို့ဆိုရင်ပစ္စည်းဥစ္စာမွဲခြင်းမွဲပါစေတရားနဲ့ပညာမမွဲပါစေနဲ့လောကလူတွေကမွဲတယ်လို့ထင်တာပစ္စည်းဥစ္စာမရှိမှအမွဲလို့ထင်တာမြတ်စွာဘုရားရဲ့အဆုံးအမစကားကြတော့ပစ္စည်းဥစ္စာရှိတာမရှိတာကိုအမွဲလို့မခေါ်ဘူးနော်ဘာကူမှအမွဲခေါ်တာတော့ဆိုတရားတရားလည်းမရှိဘူးအသိပညာလည်းမရှိဘူးအဲ့ဒီပုဂ္ဂိုလ်ကြတော့အမွဲလို့ခေါ်တယ်ဘာကြောင့်လို့ဆိုရင်တန်တရားမှာဆက်ပြီးမွဲမှာပဲလေတရားလည်းမရှိဘူးပညာလည်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာတရားမွဲပညာမွဲတရားမွဲသည့်အတွက်ကြောင့်ပစ္စည်းဥစ္စာမွဲအောင်မယ်ပညာမွဲသည့်အတွက်ကြောင့်ထွက်ပေါက်ရှာမတွေ့နိုင်ဘူး
အဲ့တော့ပစ္စည်းဥစ္စာမွဲခြင်းမွဲပါစေတရားနဲ့ပညာမမွဲပါစေနဲ့တရားမမွဲဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဟာမကြခင်ပဲပြည်လီပြီးချမ်းသာသွားတဲ့ပုဂ္ဂိုလ်ဖြစ်မှာပါဒီဘဝမချမ်းသာရင်နောက်ဘဝကျသူ့ရဲ့တရားစွမ်းအားနဲ့သူဟာလူချမ်းသာနာချမ်းသာစွာဖြစ်သွားတရားစွမ်းအားရှိဘာလို့ဆိုတရားဆိုတာဟာကံကံရဲ့အကျိုးလက်ခံတာလက်ခံတယ်ကုသိုလ်ကောင်းမှုလုပ်ပါဒီစိတ်အားတက်ကြွတယ်ကောင်းတဲ့အလုပ်ပေါ်မှာစိတ်ဝင်စားတယ်ကောင်းတာလုပ်ဖို့စိတ်ဝင်စားဒါကြောင့်မို့လို့ကောင်းတဲ့အလုပ်ကိုလုပ်သည့်အတွက်ကြောင့်ကုသိုလ်ဖြစ်တယ်ကုသိုလ်ဖြစ်သည့်အတွက်ကြောင့်ထိုကုသိုလ်ရဲ့အကျိုးကိုသူရမှာအလုပ်လုပ်ရင်လှုပ်အားခဆိုတာရတာပဲလေတရားရဲ့လှုပ်အားခတွေကရလာမှာပညာရှိသည့်အတွက်ကြောင့်စဉ်းစားတတ်တယ်စဉ်းစားတတ်သည့်အတွက်ကြောင့်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုဖော်ဆောင်ပြီးတော့ထပ်ပေါက်ကိုသူရှာနိုင်တယ်ပေါ့ပညာမရှိဘူးဆိုရင်ထပ်ပေါက်ကိုမဟုတ်တဲ့နည်းတွေနဲ့ရှာလိုက်မယ်မွဲသည့်အတွက်ကြောင့်ကိုယ့်ကိုယ်တတ်သိခြင်းနဲ့သိမယ်နော်တန်ဖိုးရှိတဲ့ဘဝမှလည်းမသိဘူးပညာရှိတဲ့ပုဂ္ဂိုလ်ကြတော့ဟာမွဲတယ်ဆိုတာဒါအဓိကအရေးကြီးတာမဟုတ်ဘူးငါမှာအရေးချင်းတွေရှိတယ်မြတ်စွာဘုရားကိုယ်တိုင်ကဘလို့ဟောထားတော့လို့ဆိုယတ္တတတ္ထတထာဂတိအစလသုတ်ဒိဋ္ဌိတာဘုရားနဲ့ပတ်သက်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့အသိဉာဏ်ဘုရားဆိုတာဒီဘုရားတွေမဟုတ်ဘူးလောကမှာသူတော်ကောင်းအမှန်သိတဲ့ပုဂ္ဂိုလ်လို့ဆိုလိုတယ်နော်အမှန်သိတဲ့ပုဂ္ဂိုလ်ရှင်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တဲ့ပေါ်မှာယုံကြည်တဲ့ခိုင်မာတဲ့ယုံကြည်ချက်ရှိတယ်ဒီနေရာမှာတကူယုံကြည်တာမဟုတ်ဘူးအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သူတော်ကောင်းပုဂ္ဂိုလ်ဆိုတာယုံကြည်တဲ့လက်ခံယတ္တတတ္ထတထာဂတိအစလသုတ်ဒိဋ္ဌိတာသီလင်္စယတ္တကလျာဏတရားတရားမမွဲသည့်အတွက်ကြောင့်ကိုချင်းတရားကိုလည်းသူကလေးစားတယ်လိုက်နာတယ်ပတ်စံသာမရှိတာငါးပါးသီလလုံအောင်ထိန်းတယ်လို့ဆိုလို့တယ်ပတ်စံတော့မရှိဘူးသီလရှိတယ်သူမှာရှိသမျှလေးနဲ့ဘဝမှာရတာလေးနဲ့ရောင်ရဲတင်းတိတ်ပြီးကိုချင်းသီလပြည့်စုံအောင်လုပ်တယ်သီလင်္စယတ္တကလျာဏအစသုပ္ပဒိဋ္ဌိတာသီလင်္စယတ္တကလျာဏတံဃိပတာထောယတ္တတိမြတ်စွာဘုရားရဲ့တပိဿဝကသံဃာတွေပေါ်မှာစိတ်ကြည်နူးမှုရှိတယ်သူဆိုလိုတယ်ကိုလုံးနိုင်တဲ့အလုပ်တွေကိုလုပ်တယ်မြတ်စွာဘုရားကအဲ့ဒါလို့တရားလည်းရှိတယ်သီလလည်းရှိတယ်ကြည်ညိုတတ်မှုလည်းရှိတယ်ဆိုလို့ရှိရင်အထလိတောတိတံအာဟုအမောဂံတတ္တသုဝိတာအဲ့ဒီပုဂ္ဂိုလ်မျိုးကိုဆင်းရဲမွဲတေသူလို့မဆိုနိုင်ဘူးတဲ့သူရဲ့အသက်ရှင်နေမှုဟာတန်မိုးမဲ့တဲ့အသက်ရှင်မှုမဟုတ်ဘူးတဲ့တန်မိုးကြီးမားတဲ့အသက်ရှင်မှုဘာကြောင့်လဲဆိုရင်ပတ်စံမရှိပေမဲ့တရားရှိတယ်တရားရှိသည့်အတွက်ကြောင့်ကောင်းမှုတွေရှာနိုင်တယ်ပညာရှိတယ်ပညာရှိသည့်အတွက်ကြောင့်အကြောင်းအကျိုးကောင်းဆိုးခွဲခြားသိတတ်တယ်ဒါကြောင့်မို့ဒီပုဂ္ဂိုလ်ဟာဥစ္စာမွဲပေမဲ့တတ္တပညာမမွဲဘူးမမွဲသည့်အတွက်ကြောင့်တခဏတာမြပစ္စည်းဥစ္စာမွဲပြီးတော့နေတော်လည်းပဲသူ့ကိုလူမွဲလို့မဆိုရဘူးမကြခင်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်မယ်ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့ဒါလည်းပဲအဆိုးတွေကအကောင်လို့ဒီလိုပြောရမှာဖြစ်တယ်လောကမှာအဆိုးကြီးဘယ်တော့မှမရှိဘူးဆိုးတယ်မှာအကောင်းစွာရှိတတ်တယ်ဒါကတစ်ချက်ပေါ့နော်နောက်တစ်ခုကလူဘဝမှာဆုံးရှုံးမှုတွေနေကြုံရတတ်တယ်ဘာတွေဆုံးရှုံးတော့ပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတယ်ဒါလည်းဆုံးရှုံးမှုပဲဆွေရီမျိုးတွေတည်ဆုံးလို့ဆုံးရှုံးသွားတယ်ဒါလည်းဆုံးရှုံးမှုပစ္စည်းဥစ္စာတွေဆုံးရှုံးတယ်ဆွေရီမျိုးတွေဆုံးရှုံးတယ်ယာဓုပြုတ်လို့ရှိရင်လည်းယာဓုဆုံးရှုံးတယ်လို့ခေါ်တာဆုံးရှုံးမှုတွေအများကြီးရှိတယ်အဲ့ဒီဆုံးရှုံးမှုတွေနဲ့ကြုံလာပြီဆိုလို့ရှိရင်ဒါအဆိုးနဲ့ကြုံလာတာမှတ်ပြီအဲ့ဒီအဆိုးတွေကအကောင်းပါရှာမလဲလို့ဆိုလို့ရှိရင်အေးဆွေတွေမျိုးတွေဆုံးရှုံးတာလဲလောကရဲ့သဘာဝပဲပစ္စည်းဥစ္စာဆုံးရှုံးတယ်ဆိုတာလဲလောကရဲ့သဘာဝပဲ
အားလုံးယာတုဂုဏ်သိစိစိတ်ဤဆုံးရှုံးတယ်ဆိုတာလေလောကရဲ့သဘာဝဒါတွေဆုံးရှုံးမှုတွေဟာအရေးမပါပါဘူးပညာမဆုံးရှုံးရင်ပြီးတာပါပဲဟောကုသိုလ်မဆုံးရှုံးရင်ပြီးတာပါပဲကိုယ်မှာရတဲ့ရရတဲ့ကုသိုလ်တွေရနေပြီဆိုရင်ဆုံးရှုံးတယ်လို့ပြောလို့မရဘူးမြတ်စွာဘုရားအဲ့လိုဟောတာနော်ကိုယ်မှာကုသိုလ်တွေရနေသည့်အတွက်ကြောင့်ဆုံးရှုံးတယ်လို့မဆိုနိုင်ဘူးတဲ့နှစ်ခုနှိုင်းရှင်ကြည့်လိုက်တဲ့အခါဆုံးရှုံးမှုဆိုတာတော့ရှိတာသို့တော်အဲ့ဒီဆုံးရှုံးမှုဟာအရေးမပါဘူးပြောပလောက်တဲ့ဆုံးရှုံးမှုမဟုတ်ဘူးပြောပလောက်တဲ့ဆုံးရှုံးမှုကကုသိုလ်တရားဆုံးရှုံးတာမှာပြောပလောက်တယ်လောကကြီးမှာလူဘဝရောက်လာပြီးတော့ကုသိုလ်တွေဆုံးရှုံးသွားတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဖျားလောင်းနဲ့ညီကိုဝမ်းခွဲတော်ပြီးတော့နောက်ဆုံးမှာမြတ်စွာဘုရားကိုယံလုတ်ပြီးယံသူဖြစ်သွားတဲ့ဒေဝတ္တပဲကြည့်နော်ဒေဝတ္တကြည့်သူဟာပင်ကိုစိတ်ကောင်းနေတဲ့အချိန်တုန်းကမြတ်စွာဘုရားရှိသင်္ကန်းဝတ်တယ်သမထကျင့်စဉ်တကူအကျင့်တို့တကူအဋ္ဌိပတ်တွေနဲ့ပြည့်စုံတယ်ယဟန်ကောင်းတစ်ပါးပဲပေါ့ဒေဝတ္တဆိုတာအဆိုးကြီးမကြည့်လေနဲ့ကောင်းတဲ့အချိန်တုန်းကအကောင်းနော်တကောအဋ္ဌိပတ်တွေနဲ့ပြည့်စုံတယ်ရှင်အနန္ဒာတို့သူတို့နဲ့တူတူသာသနာပေါင်းဝင်လာတယ်မြတ်စွာဘုရားရဲ့ညီကိုဝမ်းခွဲလဲတော်တယ်သမီးရောက်ဖလဲတော်တယ်ပေါ့နော်အဲ့ဒီဒေဝတ္တစိတ်ကောင်းနှလုံးကောင်းရှိနေတဲ့အချိန်မှာအရေးချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်ပဲရည်ချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်သို့တော်လဲသူ့ရဲ့အရေးချင်းတွေကိုဘာကနေဖျက်ဆီးလိုက်တယ်လဲလို့ဆိုလို့ရှိရင်ပါပမိတ်တာတဲ့မကောင်းတဲ့လူနဲ့ပေါင်းသင်းမိသွားတာဒါတခုသူ့ကိုမြောက်ပေးနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ခုခေတ်လို့ဆိုရင်ဝန်းရံနဲ့ပေါ့နော်အဲ့ဒီလိုမကောင်းတဲ့ဘက်ကအားပေးပြီးဝန်းရံနေတဲ့လူတွေရှိတယ်ဒီလောကလူဟာအကောင်းပဲဖြစ်ဖြစ်အဆိုးပဲဖြစ်ဖြစ်အကောင်းဆိုရင်အကောင်းဝန်းရံတယ်လို့မကောင်းဘူးဆိုရင်လည်းမကောင်းတဲ့လူတွေကဝန်းရံတာပဲလေအဲ့တော့ကောင်းမကောင်းဆိုတဲ့နေရာမှာဝန်းရံကြအဲ့ဒါကိုပါပမိတ်တာလို့ခေါ်တယ်အဲ့ဒီမကောင်းတဲ့ဘက်ကိုအားပေးတိုက်တွန်းတဲ့ပုဂ္ဂိုလ်တွေကြောင့်သူဟာစိတ်ပြောင်းလာတယ်နောက်တစ်ခုကတော့ပါပိဿသူ့ရဲ့လိုဆန္ဒတွေဟာတရားနိလန်းကြတဲ့အလိုဆန္ဒမဟုတ်ဘဲနဲ့မကောင်းတဲ့ရုပ်ပါတဲ့ဘက်ကနေပြီးတော့မကောင်းတဲ့စိတ်ဆန္ဒတွေလိုချင်မှုတွေဖြစ်ပေါ်လာတယ်မကောင်းတဲ့စိတ်ဆန္ဒတွေဆိုတာဘာလို့မြတ်စွာဘုရားယာဓုကိုလှုပ်ချင်တယ်ရချင်တယ်သူကဖះလည်းတိုက်ကွေမင်းသားပဲသူလည်းတိုက်ကွေမင်းသားပဲယာဓုလွှဲအပ်ခြင်းလွှဲအပ်ရင်သူပဲဖះကိုယာဓုတစ်ခုအနေနဲ့သတ်မှတ်တယ်နော်ဗုဒ္ဓယာဓုကိုသူလွှဲခိုင်းတယ်အဲ့ဒါဖះဖြစ်ဖို့ဆိုတာပါရမီ7ပါးအပြား30ကျင့်ချင်းကြီးစွန့်ချင်းကြီး5ပါးတို့စရိယ3ပါးတို့လေးသိဉ္ဇဉ်ကဘာတသိဖြည့်မှာဖះဖြစ်တာဟိုကိုမဖះဖြစ်တော့တဲ့အရေးချင်းမရှိပဲနဲ့ယာဓုကိုလွှဲပြောင်းပေးဖို့သူသာရတတ်တယ်လို့ယူဆတာသူ့ရဲ့ပပိဿလို့ခေါ်တယ်လောကလူဟာမမျှော်မှန်းနိုင်တဲ့ဟာကိုမျှော်မှန်းတယ်ကိုယ့်ကိုထင်ကြီးတယ်အဲ့ဒီတရားနှစ်ခုကစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အဲ့ဒီအဆိုးနှစ်ခုပေါ့မကောင်းတဲ့မိတ်ဆွေတွေရဲ့ပေါင်းသင်းမှုမကောင်းတဲ့မိတ်ဆွေတွေနဲ့လက်တွဲမှုမကောင်းတဲ့စိတ်ယုတ်ပါတွေမွေးမြူမှုဆိုတဲ့အဲ့ဒီအဆိုးတရားနှစ်ခုကနေဖြည့်ဆည်းလိုက်တာသူ့လောက်ရတရားမှားလာတယ်တဖြည်းဖြည်းနဲ့မှားလာလိုက်တော့သူမှဆုံးရှုံးသွားတာဘာတွေဆုံးရှုံးလို့ဆိုရင်ပထမသူရထားတဲ့ဇံဘိညာဉ်ဆုံးရှုံးသွားတယ်နောက်ထပ်ကုသိုလ်ကောင်းမှုတွေဆုံးရှုံးသွားတယ်ဘယ်လောက်ထိအောင်ဆုံးရှုံးသွားတော့ဘယ်လောက်ထိနစ်နာသွားတော့ဆိုမြတ်စွာဘုရားကဒေဝရကြီးတော့အပေကြတော့မှာပဲကဘာပလုံးအပေငရဲမှာခံရလိမ့်မယ်အတ္တိကိသော incurable ကုစားလို့မရတော့ဘူးသူကယ်လို့မရတော့ဘူးလို့ဆိုလို့တယ်ကင်ဆာယောဂဆို fourth stage ရောက်သွားပြီပေါ့ဆေးကုလို့မရတော့ဘူးဆိုတဲ့ပုံစံမျိုး incurable အတ္တိကိသောတိကိစ္စဆိုတာကုစားလို့ရတယ်အတ္တိကိစ္စကုစားလို့မရတော့ဘူးပြင်လို့မရတော့ဘူး
အဲ့ဒါလို့ဟောရတဲ့ပတ်သက်ပြီးမြတ်စွာဘုရားရှင်းပြတယ်ဒေဝရရဲ့တဏ္ဍမှာတဲ့ကုသိုလ်လို့ဆိုတဲ့ဖြူစင်မှုဟာသာမီပြားလေးနဲ့ထောက်ပြလောက်တဲ့နေရာမှာတော့မချန်တော့ဘူးလို့ဆိုအလုံးကမဲသွားပြီတကယ်ကို black list တဲ့ကုန်ရောက်သွားပြီလို့ဆိုလို့အကောင်းလို့ဆိုတာသူကထုတ်ပြစရာမရှိတော့အကုန်လုံးအဆိုးတွေလွှမ်းသွားပြီဒါကြောင့်မို့သူဟာပြင်လို့မရတော့ဘူးလို့ဒီလိုဟောတာအဲ့တော့သူဆုံးရှုံးတာကတကယ်ဆုံးရှုံးတာဘာတွေဆုံးရှုံးသွားတော့ဆိုကုသိုလ်တွေဆုံးရှုံးသွားအဲ့ဒီကုသိုလ်ဆုံးရှုံးခြင်းကြောင့်သာလင်သူငရဲရောက်သွားတာဖြစ်တယ်ပေါ့ဒီပြန်အရေးဆုံးရှုံးတာကအရေးမပါဘူးကုသိုလ်ဆုံးရှုံးသွားပြီဆိုရင်အရေးပါတယ်ဒါမှမဟုတ်ကိုယ်တဏ္ဍာမှာရှိတဲ့ဖြူစင်တဲ့ကောင်းကျိုးချမ်းသာကိုထုတ်လုပ်တဲ့ကုသိုလ်တရားတွေမဆုံးရှုံးမှုဟာအမှန်တမ်းအရေးကြီးတယ်လို့မြတ်စွာဘုရားပစ္စည်းဥစ္စာတွေယာဓုဂုံသိန်းတွေစီစိန်တွေဆုံးရင်ဆုံးသွားပါစေရှုံးရင်ရှုံးပါစေကုသိုလ်ကိုတော့မရှုံးပါစေနဲ့လူဘဝမှာရထားတဲ့ကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့မဆုံးရှုံးပါစေနဲ့ဒါအမြတ်ပါဟောအရှုံးတွေကအကောင်အဆိုးတွေကအကောင်အရှုံးတွေကအမြတ်ရှာဖွေထားရမယ်လို့ဒါရီကဘာနဲ့ရှာတော့ဆိုအသိဉာဏ်နဲ့ရှာတာအသိဉာဏ်နဲ့ရှာတခြားနေ့နဲ့ရှာရင်မှန်ကန်မှုရှိဒီမှာရှိမယ်အသိဉာဏ်နဲ့ရှာမှာမှန်တယ်စဉ်းစားဉာဏ်ဆိုတာဟာတစ်ခုနဲ့တစ်ခုဒီအရေးကြီးတဲ့ဟာနဲ့အရေးမကြီးတဲ့ဟာဒီနှစ်ခုခွဲခြားသိရဆိုပါစို့ရုပ်နဲ့စိတ်ဘယ်ဟာအရေးကြီးလဲရုပ်ဆိုတာပြင်းရင်တော့ပြင်အိုးလာမှာပဲစိတ်ကပြင်လို့ရတယ်စိတ်ပြင်လိုက်လို့စိတ်ကောင်းနှလုံးကောင်းဖြစ်ယဟနာဖြစ်သည့်ထီအောင်စိတ်ကိုပြင်လို့ရတယ်ရုပ်ပြင်တာကယဟနာဖြစ်သည့်အောင်တော့မရဘူး plastic surgery နဲ့နှာခေါင်းပွားနေနှာခေါင်းချောင်းလုံးလို့ရကောင်းရမယ်ဒါပေမဲ့အိုးလာမှာပဲမရဘူးနောက်ကြပရိတွန့်ရင်မတွန့်အောင်လုံးလို့ရနော်ပိုတောက်တို့ဘာလို့ထိုးပေါ့အဲ့ဒါလို့ပြင်လို့တော့စပင်နဲ့ဖြူလာလို့ရှင်လဲဆေးဆိုးတယ်ဒါပြင်냐တာပေါ့ရုပ်ပြင်냐အဲ့ဒီလိုရုပ်ပြင်လို့ရုပ်ဟာထိုက်တဲ့တော့ပြင်လို့ရတော့လည်းပဲအဆိုးဘက်ကိုလဲသွားတာစိတ်ကအဲ့ဒါလိုမဟုတ်ဘူးပြင်လိုက်လို့ရှင်နောက်ဆုံးကိုယ်စိတ်လေးဟာလောဘဒေါသမောဟတွေကင်းပြီးတော့ယဟနာအဆင့်လို့လုံးဝမတုံ့လှုပ်တဲ့ကြန့်ခိုင်တဲ့စိတ်ဓာတ်မျိုးထီအောင်ရောက်ရှိသွားတယ်စိတ်ကပြင်လို့ရှင်ပြင်တဲ့လောက်ကောင်းလာတယ်လို့သူတို့ဆိုရုပ်ကပြင်လေပြက်လေပြင်ရင်နဲ့ပြက်ပြီးရိုးစင်းသွားမှသာဖြစ်တယ်ပေါ့ရုပ်ပြင်ရင်ပြက်တယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်အမှန်တန်ချောအမှန်တန်လှတဲ့ရုပ်ရှင်မင်းသမီးတွေ50နဲ့အနည်း20လောက်ဟိုဘက်ကျသွားကြည့်ပေါ့ရှိသေးလားလို့အဲ့ဒါလို့ပေါ့ပြင်းနေတာပဲပြင်းပြက်သွားမှာပဲဒါရုပ်ကစိတ်ကြတော့အဲ့ဒါလို့မဟုတ်ဘူးစိတ်ကောင်းနှလုံးကောင်းတွေကမွေးလာတဲ့အခါမှာပို့ပြီးတော့တန်ပြန်လာတယ်တန်ရှင်းလာတယ်စိတ်ဓာတ်ဟာပို့ပြီးတော့မြင်မာလာတယ်ဟောစိတ်ပြင်တာအမြဲတမ်းမြင်မာတယ်ဒါကြောင့်မို့ပြင်ရမှာကစိတ်ကိုဖြစ်တယ်ပေါ့အဲ့ဒါရုပ်တွေပြက်ချင်ပြက်ပါစေစိတ်မပြက်စေနဲ့ပစ္စည်းဥစ္စာဆိုတာတခဏပဲဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ်ရေမင်းခိုးသူမချစ်မနဲ့တဲ့တော့အမွေကသားဆိုသမီးဆိုဖြက်စီးသွားလို့ရှိရင်ပစ္စည်းဥစ္စာဆိုတာပြက်တယ်ဒါကြောင့်မို့ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ကိုကတော့လဲပစ္စည်းကိုစွန့်ပစ္စည်းကကိုတော့လဲကိုယ့်ကိုစွန့်နှစ်ခုရှိတယ်သူကိုပိုင်တဲ့ပစ္စည်းဥစ္စာဟာပစ္စည်းကလည်းကိုယ့်ကိုစွန့်သွားတယ်လူကမသေးသေးဘူးပစ္စည်းကကိုယ့်စီမှာမနေတော့ဘူးခိုးတဲ့လူနောက်ပါသွားဒါပစ္စည်းကကိုယ့်ကိုစွန့်ခွာသွားတယ်လို့ခေါ်တယ်နော်ပစ္စည်းကကိုယ့်ကိုစွန့်ခွာသွားကိုကတော့လည်းပစ္စည်းကိုစွန့်သွားကိုဘလောက်ပဲချမ်းသာနေနေသိဆုံးသွားလို့မျက်စိနှလုံးမှိတ်လိုက်တာနဲ့တပြိုင်နက်ကိုပိုင်ဆိုင်တာတစ်ခုမှမရှိတော့ဘယ်သူကမှလည်းပိုင်ခွင့်မပေးတော့သူပိုင်တဲ့အိမ်မော်တောင်နေခွင့်မပေးတော့ချက်ချင်းပဲပုတ်လိုက်ကြတာပဲနော်အဲ့တော့ပစ္စည်းဥစ္စာဆိုတာပိုင်ဆိုင်တာအကန့်အသတ်ကလေးနဲ့ပဲရှိတယ်ဒါကြောင့်မလို့အဲ့ဒီပစ္စည်းဥစ္စာတွေဆုံးကျင်ဆုံးပါစေကိုပိုင်တာကပါတော့တရားပညာကိုချင်းသီလတို့ကုသိုလ်တရားတွေဒါကိုယ်ကပိုင်လို့ရတာဘယ်သူမှလူယူမှာမဟုတ်ဘူးဒါကြောင့်မို့
ပစ္စည်းဥစ္စာတွေဆုံးရှုံးတဲ့အပေါ်မှာသွားပြီးတော့စိတ်မပြတ်နဲ့တကယ်စိတ်ပြည့်ရမှာတော့တရားတွေဆုံးရှုံးသွားမလားပညာတွေဆုံးရှုံးသွားမလားသီလတွေဆုံးရှုံးသွားမလားအယူဝါဒတွေဆုံးရှုံးသွားမလားအဲ့ဒါကြောက်ရတယ်ပေါ့အဲ့ဒါကြောင့်မို့အရှုံးထဲမှာအမြတ်ကိုရှာတတ်ဖို့အဆိုးတွေကအကောင်းကိုရွေးချယ်တတ်ဖို့အမြဲတမ်းတတိထားကြရမှာဖြစ်တယ်အဲ့ဒီမှာပညာရှိသူတော်ကောင်းတွေအဆိုးတဲ့အကောင်းရွေးချယ်တတ်ဖို့နဲ့ပတ်သက်ပြီးတော့ရှင်ပြိုင်းလာပြီးတစ်ခုနဲ့တစ်ခုရွေးချယ်ရပြီဆိုတဲ့အခါမှာတမိုးရှိတာနဲ့တမိုးမရှိတာအသိဉာဏ်နဲ့စဉ်းစားတတ်ဖို့လိုတယ်ပေါ့အဲ့ဒါကို950ဇတ်တွေထဲမှာဆိုထားတဲ့အဆိုးမိန်တွေကမှတ်သားစရာကောင်းတယ်ပေါ့စစေတနံအင်္ဂဝရတဟေတုပညာရှိသူတော်ကောင်းတွေသတ်မှတ်ပြီးတော့ပြတာယမယံခါတခါတလေကြလို့ရှိရင်ပစ္စည်းဥစ္စာရဲ့ကိုယ့်ရဲ့အင်္ဂါခြေလက်ရဲ့နှစ်ခုပြိုင်းလာပြီးတစ်ခုဆုံးရှုံးလိုက်မယ်ငွေကြေးဆုံးရှုံးမှလားကိုယ့်ရဲ့အင်္ဂါခြေလက်ဆုံးရှုံးမှလားဒါလို့ဆိုလို့ပေါ့နော်ဆိုပါစို့အဆံမပေးဘူးဆိုရင်ကိုယ်ခြေဖြတ်ခံရမယ်လက်ဖြတ်ခံရမယ်ဆိုပါစို့တခုကျုံလာပြီဆိုလို့ရှိရင်ကိုယ်ခန္ဓာကိုယ်အင်္ဂါကိုယ်တဏ္ဍာမှာရှိတဲ့လက်ခြေအင်္ဂါတွေအတွက်ပစ္စည်းဥစ္စာကိုစွန့်လိုက်ပါတဲ့လက်ခြေအင်္ဂါတော့အပျက်စီးမခံပါနဲ့ဟောအဆံနဲ့လက်ခြေဒီနှစ်ခုဆိုရင်ကိုယ့်ရဲ့အင်္ဂါမပျက်စီးအောင်အဆံနဲ့ကာကွယ်ပါလို့ဆိုလို့တယ်အဆံပေးလိုက်ပြီဆိုလို့ရှိရင်ငွေကြေးတော့ဆုံးရှုံးသွားမယ်သို့တော့ကိုဟာကိုယ်ခြေကိုယ်လက်အဖြတ်မခံလိုက်ရဘူးဒီလိုသဘောပြောတာနော်အဲ့ဒါအဓိပ္ပာယ်ကစစေတနံအင်္ဂဝရတဟေတုအင်္ဂဝရတမေတ္တာမြတ်နိုးဘွယ်ကောင်းတဲ့ကိုယ့်ရဲ့အင်္ဂါခြေလက်ဆိုတဲ့ဟေတုအကြောင်းအတွက်တဏံပစ္စည်းဥစ္စာကိုစစေစွန့်လိုက်ပါပတ်စံဘာလို့เสียရလဲနော်ပစ္စည်းဥစ္စာရှိရင်ဒီကိုလက်ခြေကောင်းတယ်ဆိုရင်ပစ္စည်းဥစ္စာပြန်ရှာလို့ရတယ်အဲ့တော့လက်ခြေကိုအထိခိုက်မခံပါနဲ့ပစ္စည်းဥစ္စာကိုစွန့်လိုက်ပါလို့ဆိုတယ်ဟုတ်ပြီနောက်တစ်ခါရွေးချယ်เสียကြတော့ဘာဖြစ်လာတော့ဆိုအသက်အတွက်ဥမာမဲ့လူတယောက်မှာစီးကျူယောဂကြောင့်ခြေတော်ဖြတ်ရမဖြတ်ရင်သေမယ်ဆိုပါတော့ခုခေတ်လည်းဒါမျိုးတွေကြုံရတတ်တယ်ပေါ့နော်အဲ့တော့အင်္ဂါခြေလက်ဖြတ်ရမှာနဲ့ဒီအသက်နဲ့နှစ်ခုကျုံလာပြီဆိုလို့ရှိရင်အင်္ဂံစစေစီဝိတတစီဝိတံရခမနောစီဝိတံရခမနောကိုယ်အသက်လေးမသေးအောင်ထိမ့်သိမ့်တဲ့အနေနဲ့အင်္ဂံလက်ခြေဆိုတဲ့အင်္ဂါကိုစစေဆွန့်လိုက်ပါလက်ခြေဖြတ်တာပြပါစေအသက်မသေးဘူးဆိုရင်အဲ့ဒါဝယ်ရွေးချယ်လိုက်ပါလို့ဆိုတော့တမိုးရှိရကြည်တာလေတမိုးရှိတာကိုကြည်လိုက်တယ်အသက်မသေးသေးရင်လှုပ်လို့ရတယ်ဒါကြောင့်မို့အသက်အတွက်ဆိုလို့ရှိရင်တော့ကိုယ်အင်္ဂါတွေဆုံးရှုံးခြင်းဆုံးရှုံးပါစေဒါမို့ဒီကနေ့ခေတ်မှာလည်းပဲကိုယ်အင်္ဂါတွေဆုံးရှုံးခံပြီးတော့လူတွေကကိုယ်အသက်လေးရှင်ရေးအတွက်စိတ်ကူးတမှုခံကြရတာတွေရှိတယ်လေအဲ့ဒါလို့ဆိုလို့တယ်ပေါ့နောက်တစ်ခုကျတော့ဟုတ်ပြီတမိုးရှိတော့ကဘာတော့ဆိုလို့ရှိရင်တတ္တာတို့သီလတို့သုတ္တတို့စာခတို့ပညာတို့လို့ဆိုရယ်ကိုယ့်ရဲ့အရည်ချင်းတွေတရားတရားရဲ့ကိုချင်းသီလရဲ့အကြမြင်ဘောသုတ္တရဲ့စွန့်ကြဲလှူဒန်းမှုဆိုတဲ့စာခရဲ့အသိပညာရဲ့အဲ့ဒါတွေဆုံးရှုံးမယ်ဆိုလို့ရှိရင်တော့အသက်သေးခြင်းသေးပါသေးအဲ့ဒါတွေအဆုံးရှုံးမခံပါနဲ့တဲ့ဒါကြောင့်မို့အင်္ဂံထဏံစီဝိတင်စာပိတပ္ပံလက်ချေအင်္ဂါပဲဖြစ်ဖြစ်ပစ္စည်းဥစ္စာပဲဖြစ်ဖြစ်အသက်ပဲဖြစ်ဖြစ်အားလုံးကိုစွန့်လိုက်ပါတဲ့
တတ္တာသီလသုဒ္ဓဆာကပညာဆိုတဲ့ဒီကုသိုလ်တရားတွေဒီရင်ချင်းတွေမပြတ်ဖို့ကာကွယ်ပါလို့ဆိုလိုတယ်ပေါ့နော်ဒီရင်ချင်းတွေကပိုတန်မိုးရှိပါတယ်အသက်သေးခြင်းသေးပါစေတရားတရားမသေးပါစေနဲ့သီလမသေးပါစေနဲ့သုဒ္ဓဆိုတဲ့အကြမြင်ဘောဓုဒ္ဓတွေမသေးပါစေနဲ့စာကလို့ဆိုတဲ့စွန့်ကြဲမှုစိတ်ဓာတ်တွေမသေးပါစေနဲ့အသိပညာတွေမသေးဆုံးပါစေနဲ့ကျမ်းနာတွေပစ္စည်းပဲဖြစ်ဖြစ်လူခန္ဓာကိုယ်ဟာအင်္ဂါရတ္တိပဲဖြစ်ဖြစ်လူအသက်ပဲဖြစ်စီအားလုံးကိုစွန့်လိုက်ပါတဲ့အင်္ဂံသနံဇီဝိတင်္စာပိတပ္ပံစစေနရောဓမ္မမနုဿရံတော်တရားဓမ္မကိုအမှတ်ရနေတဲ့ပုဂ္ဂိုလ်တွေအားလုံးကိုစွန့်လွတ်နိုင်မှာဖြစ်တယ်တရားဓမ္မနဲ့ပတ်သက်လာရင်အားလုံးကိုစွန့်လွတ်ရမှာဖြစ်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကတရားရမယ်ဆိုရင်အားလုံးကိုစွန့်လွတ်ပြီးတော့တရားကိုရအောင်ရှာပါလို့သူတို့ဆိုတယ်ဘာကြောင့်လဲလို့ဆိုရင်ဒီတရားခန္ဓာနဲ့အပယ်ကခင်းအောင်ဆောင်ရွက်ပေးနေတယ်ဒါမို့ဓမ္မောဆိုတာအတ္တနန္တာရင်တိစတုတုအပါယေတုအပ္ပတမာနိကတ္တဝါဓာရေတိတိဓမ္မောမိမိကိုယ်တိုင်ကတရားကျင့်သုံးလို့ရှိရင်အဲ့ဒီတရားကအပယ်လေးဖို့မကြအောင်သူကဆွဲဆောင်ထားနိုင်တယ်သူကထိမ့်ပေးထားမှာဖြစ်တယ်ပေါ့တရားကဆောင်းလျှောက်ဓမ္မောဟဝေရကတိဓမ္မစာရိဓမ္မဆိုတဲ့တရားတတ္တာသီလသုဒ္ဓဆာကပညာဆိုတဲ့ဒီတရားကတရားဆောင်တဲ့ပုဂ္ဂိုလ်ပြန်ပြီးတော့ဆောင်တယ်ဓမ္မောသူစိန်သောဒုက္ခမာဝတိဓမ္မကိုကောင်းစွာကျင့်သုံးလို့ရှိရင်ချမ်းသာဒုက္ခဝေရတယ်လို့ဒီလိုခေါ်တယ်အဲ့ဒီဓမ္မအတွက်ဆိုလို့ရှိရင်အလုံးကိုစွန့်လိုက်ပါအလုံးကိုစွန့်လိုက်ပါသို့သောလောကလူတွေကဓမ္မအတွက်တဲ့ဓနအတွက်ပိုတံမျိုးထားနေတယ်လို့ဖြစ်တတ်တယ်ပေါ့တရားနောက်ရှာလို့ရတယ်ဆိုပြီးတော့ဓမ္မကိုဓနကိုစွန့်ရမယ်အစားဓမ္မကိုစွန့်ပြီးနေဒါပုထုဇဉ်တွေရဲ့အမြင်ကအဲ့ဒါလိုရှိတယ်မြတ်စွာဘုရားကတော့အဲ့ဒါလိုမဟုတ်ဘူးသူတော်ကောင်းတွေကတော့အင်္ဂံတဏံဇီဝိတ္တံစာပိတပ္ပံကိုယ်ရင်္ဂါပဲဖြစ်စေပစ္စည်းဥစ္စာပဲဖြစ်စေအသက်ပဲဖြစ်စေအာလုံးကိုတဲ့ဓမ္မအတွက်စွန့်လိုက်ပါလို့သူတို့ဆိုတယ်အဲ့ဒါဟာအရှုံးတွေကအမြတ်ရှာတာတို့အဆိုးတွေကအကောင်းရှာတာတို့အဲ့ဒီနည်းနဲ့ဘုန်းကြီးတို့တွေဘဝခရီးကိုဖြတ်တန်းကြရမှာဖြစ်တယ်ပေါ့ဒါကမြတ်ဗုဒ္ဓရဲ့အဆုံးအမပဲဖြစ်တယ်ပေါ့အသိဉာဏ်နဲ့သိရှိနားလည်ပြီးကိုယ်ဘဝကိုအကောင်းဆုံးဖြစ်အောင်အဆိုးတွေကအကောင်းရအောင်ကြိုးစားအထောက်ကြအောင်မှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာတစ်ခုနဲ့တစ်ခုနှိုင်းယှဉ်ပြီးလောကကြီးထဲမှာအဆိုးနဲ့အကောင်းတွေးကြရတာရှိတယ်အရှုံးနဲ့အမြတ်တွေးကြရတာဖြစ်တယ်မြည်သည့်အခါပဲဖြစ်စေအရှုံးတဲ့ကအမြတ်ရဖို့အဆိုးတဲ့ကအကောင်းရဖို့တို့တွေဟာအသိဉာဏ်ဖြင့်ရှားပွေပြီးကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကိုယ်ဘဝကိုထိန်းချောင်းမတိမ်ဆောင်းအောင်လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်းဘဝတန်တရားခရီးသွားနေကြတဲ့ပုဂ္ဂိုလ်တွေဟာအကောင်းနဲ့တွေ့တယ်လို့အဆိုးနဲ့လည်းတွေ့နိုင်တာပဲအနိုင်နဲ့တွေ့တယ်လို့အရှုံးနဲ့လည်းတွေ့ရတာဖြစ်တယ်တန်တရားသဘာဝလောကရဲ့သဘာဝအတိုင်းအကောင်းအဆိုးအရှုံးအမြတ်ဆိုတာတွေဟာဖြစ်ပေါ်နေလေရှိကြတာဆိုင်ရာအကြောင်းတရားတွေကြောင့်ဖြစ်ပေါ်နေကြတာမြည်တို့ပင်ရှိပါစေမြတ်ဗုဒ္ဓရဲ့အဆုံးအမတော်မှာအဆိုးထဲမှာလည်းပဲအကောင်းရှာလို့တွေ့နိုင်တယ်အရှုံးထဲမှာလည်းပဲအမြတ်ရှာလို့တွေ့နိုင်တယ်မြန်မာလူမျိုးတွေရဲ့စကားပုံထဲမှာလည်းပါတယ်လေအမိုက်ထဲကရွှေစွာအဲ့တော့အဆိုးတွေကကောင်းတဲ့အရာကိုရှာကြံတတ်ဖို့လိုအပ်တယ်ပေါ့မြတ်စွာဘုရားသခင်ကိုရောမြတ်ဟောကြားတဲ့တရားဟာသရဝါတို့ရဲ့အကြောင်းမျိုးကြောင့်
ဆုံးရှုံးခြင်းအောင်နိုင်ခြင်းဆိုတဲ့မတူညီတဲ့သဘောတွေကြားထဲမှာစိတ်ဓာတ်ကြံ့ခိုင်မှုရအောင်မြတ်စွာဘုရားဒီလမ်းကိုရှင်းလင်းဟောပြတာဖြစ်တယ်စိတ်ဓာတ်ကြံ့ခိုင်မှုရတယ်ဆိုတာအကောင်းကိုမျက်စိမိတ်ပြီးအဆိုးလို့ပြောတာလည်းမဟုတ်ဘူးအဆိုးကိုမျက်စိမိတ်ပြီးအကောင်းလို့စဉ်းစားခိုင်းတာလည်းမဟုတ်ဘူးအဆိုးနဲ့အကောင်းဆိုတာဟာရှိနေတတ်တာအဲ့လိုမှန်ကန်ဆင်ញင်သုံးသပ်တတ်လို့ရှိရင်ဆိုးတဲ့အလှဲ့မှာလည်းပဲအဆိုးတွေကအကောင်းကိုရှာနိုင်ရမယ်အရှုံးတွေကမှလည်းပဲအမြတ်ကိုရှာနိုင်ရမှာဖြစ်တယ်ပေါ့မြတ်စွာဘုရားဟာအသိပညာပေးပြီးတော့အဆိုးနဲ့အကောင်းကိုရှင်ဆိုင်ဝတ်အောင်စွန့်ရည်တတ္တိတွေကိုချီးမြှင့်နေတယ်ဒါကြောင့်မို့မြတ်စွာဘုရားရဲ့အဆုံးအမဟာ mind center တိချင်းစိတ်ကိုဗဟိုပြုပြီးတော့ဆုံးမတာဖြစ်တယ်လူသားတွေရဲ့စိတ်ထဲမှာအကောင်းပင်ဖြစ်ပါစေအဆိုးလို့ထင်တဲ့အခါထင်တယ်အဆိုးပင်ဖြစ်ပါစေအကောင်းထင်ခြင်းတဲ့အခါထင်တယ်မှန်ကန်တဲ့အနေအထားမျိုးတကယ်စင်စစ်မရှိတာဖြစ်တယ်ပေါ့အဲ့ဒါလို့မရှိတဲ့အခါမှာယောနိသောမနတိကာရ wise attention လို့ခေါ်တယ်နှလုံးသွင်းဟာအမြဲတမ်းအရေးပါတယ်အဲ့ဒီနှလုံးသွင်းဤပညာကိုမြတ်စွာဘုရားဟာတပိသာဝကတွေကိုဖြစ်ပေါ်စေတယ်ပညာဖြင့်ဆင်ញင်သုံးသပ်ပြီးအဆိုးတွေကအကောင်းကိုတွေးနိုင်တာအရှုံးတွေကအမြတ်ကိုတွေးအောင်ရှာတတ်ဖို့မြတ်စွာဘုရားဟောကြားတာဖြစ်တယ်မြတ်စွာဘုရားရဲ့အဆုံးအမမှာအသိပညာဟာအရေးကြီးဆုံးဖြစ်တယ်ဒါကြောင့်မို့အသိပညာပေးပြီးဆုံးမတာသာဖြစ်တယ်ပညာနဲ့ဆင်ញင်သုံးသပ်နိုင်မှလမ်းမှန်မှုကိုရတာဖြစ်တယ်ပညာနဲ့ဆုံးမမှုမရှိဘဲနဲ့ထွက်ပေါက်ရှားပြီးဆိုလို့ရှိရင်အဆိုးကပိုဆိုးသွားပြီးတော့အရှုံးကလည်းပိုပြီးတော့ရှုံးသွားနိုင်တယ်ပညာနဲ့ထွက်ပေါက်ရှာတဲ့အခါကျတော့အမှန်တရားကိုသိရှိပြီးတော့စိတ်နှလုံးအေးချမ်းမှုကိုရတာဖြစ်တယ်မြတ်စွာဘုရားဟောတဲ့တရားတော်ထဲမှာဥတည်ချက်နှစ်ခုရှိတယ်နော်ဩပတမိကောဘုရားဟောတဲ့ဤစနစ်တိုင်းဆုံးမစကားတွေနားထောင်လိုက်ရလို့ရှိရင်စိတ်နှလုံးအေးချမ်းမှုကိုရရှိစေတယ်ပူလောင်လာတဲ့ပုဂ္ဂိုလ်တွေဟာစိတ်နှလုံးအေးချမ်းသွားရမယ်ယူသွတ်လာတဲ့ပုဂ္ဂိုလ်ဟာလည်းအယူပြောက်သွားဆုံးရှုံးနိဒာမှုတွေအလွန်များလို့စိတ်သောကကြီးမားနေတဲ့ပုဂ္ဂိုလ်တွေလည်းစိတ်သောကလွတ်မြောက်သွားခက်ခဲမျိုးစုံကြုံလို့ထို့ခက်ခဲတွေကြားထဲမှာရင်မောနေရတဲ့ပုဂ္ဂိုလ်တွေအတွက်လည်းစိတ်နှလုံးအေးချမ်းမှုကိုရရှိခံစားအသိဉာဏ်ဖြင့်ဆင်ញင်သုံးသပ်နိုင်အောင်မြတ်စွာဘုရားဟောလို့ဘုရားဟောတဲ့တရားဟောဩပသမိကစိတ်နှလုံးကိုအေးချမ်းမှုဖြစ်ပေါ်စေတယ်လက်တွေ့အားဖြင့်လည်းပဲမြတ်စွာဘုရားဟောတဲ့အဆုံးအမတိုင်းမှန်မှန်ကန်ကန်နှလုံးသွင်းတတ်ပြီဆိုရင်စိတ်နှလုံးအေးချမ်းမှုရရှိတာမှန်တယ်အဲ့ဒါလိုမှမဟုတ်ဘူးဆိုလို့ရှိရင်စိတ်နှလုံးဟာပို့ပြီးတော့ပူလောင်မှုတွေကိုဖြစ်ပေါ်စေတတ်တယ်ဥပမာမဲ့လူတယောက်ဟာဘဝတစ်ခုမှာအိုခြင်းဆင်းရဲဆိုတာလည်းတွေ့ရတာပဲနာခြင်းဆင်းရဲဆိုတာလည်းတွေ့ရတာသိခြင်းဆင်းရဲဆိုတာလည်းတွေ့ရအဲ့လိုတွေ့တဲ့အခါမှာထွက်ပေါက်ရှာမရပဲနဲ့ဖြစ်နေတတ်တယ်ငါမှအိုတယ်လို့စိတ်ကထင်တယ်ငါမှယောဂဖြစ်တယ်လို့စိတ်ကထင်တယ်ငါအမျိုးထဲမှာငါဆွေမျိုးထဲမှာသိရတယ်လို့စိတ်ထဲကထင်လာတယ်အဲ့ဒါလို့ထင်လာလို့ရှိရင်စိတ်နှလုံးပူလောင်မှုဟာဒီဂရီတက်လာမြင့်လာပို့ပြီးတော့စိတ်တွေမချမ်းသာမှုကိုဖြစ်ပေါ်စေအဲ့ဒါကိုယောနိသောမနတိကာရအမှန်ကန်စဉ်းစားကြည့်လိုက်မယ်ဆိုရင်အေးအိုရဟာငါတယောက်တည်းလားဘယ်ဟုတ်မလဲတကဘာလုံးမှာရှိတဲ့လူတွေအိုးနေကြတာပဲငါတဲ့အသက်ကြီးတဲ့လူတွေငါတဲ့အရင်အိုသွားကြပြီငါအဖိုးတွေငါအဖွားတွေအိုသွားကြပြီယောဂဖြစ်တာရောငါတယောက်တည်းလားဘယ်ဟုတ်မလဲဒီနေ့ခေတ်မှာဆိုရင်ဆေးရုံဆေးကနေသွားချိယောဂဝေဒနာတွေများမှများနော်ကဘာမှာလည်းပဲအလွန်ကိုများတယ်ယောဂဝေဒနာတွေဖြစ်နေတဲ့လူတွေငါတယောက်တည်းလည်းမဟုတ်ဘူးငါအမျိုးတည်းတင်လည်းမဟုတ်ဘူးအားလုံး
တကဘာလုံးဆိုင်နေတဲ့ universal အားလုံးနဲ့သက်ဆိုင်တဲ့သဘာဝတရားကြီးပဲသိကြတာကရောအေးသိကြတာဆိုတာတို့လူမျိုးမှလည်းသိတာမဟုတ်ဘူးတို့အမျိုးမှသိတာလည်းမဟုတ်ဘူးဘယ်ပုဂ္ဂိုလ်တွေပဲဖြစ်ဖြစ်လောကမှာသတ္တဝါတွေအားလုံးဟာသိဆုံးခြင်းနဲ့ရင်ဆိုင်နေကြရတာဖြစ်လို့မရှောင်လွဲနိုင်တဲ့ကိစ္စကြီးတစ်ခုလို့ဒီလိုနှလုံးသွင်းပြီးတော့အဖော်ညှိလိုက်လို့ရှိရင်ပူပန်မှုတွေရောကျသွားတာအမှန်ပဲပေါ့ဒီလိုစဉ်းစားလိုက်တာ ਨੇ ပဒါစာရီဟာစိတ်သောကတွေရောက်ပြီးတော့လာတဲ့အချိန်မှာသောကကြောင့်အယူတယ်မဘဝရောက်သွားတယ်အဲ့ဒီသောကကိုဘာနဲ့ဖြည့်ပေးတာတော့လို့ဆိုရင်ရှင်းရှင်းလေးရဲ့မြတ်စွာဘုရားဖြည့်တဲ့နေ့နေပါအောင်ပဒါစာရီဟာနံပါတ်1သူအားကိုးရတဲ့သူ့ရဲ့အိမ်တော်ဘက်ကဆုံးသွားတယ်အိမ်တော်ဘက်ဆုံးသွားတော့ဖြည့်စရာရှိတဲ့သားကလေး2ယောက်ရှိသေးတယ်သားကလေး2ယောက်နဲ့ဆုံးသွားတယ်သားကလေး2ယောက်ဆုံးသွားတော့ဖြည့်စရာရှိသေးတယ်အိမ်မှာအမေနဲ့မောင်လေးရှိသေးတယ်အဲ့ဒီလိုအားခဲထားသည့်အတွက်ကြောင့်သူဟာအားကိုးရရှာတဲ့အခါမှာလူသားတွေပဲလိုက်ပြီးအားကိုးတာရှာတယ်ပေါ့အဲ့လိုမဆုံးနိုင်တဲ့အားကိုးမှုသွားရှာလိုက်တဲ့အခါသတင်းစိုးကြားလိုက်ရတယ်သူ့ရဲ့အမေနဲ့အဖေမောင်လေးဟာလည်းဆုံးသွားပြီဆိုတာကိုသိလိုက်ရတဲ့အချိန်မှာသူ့ဘဝဟာခြားခြားလဲသွားပြီးတောကကိုမထိန်နိုင်လို့အယူတယ်မောဟဘဝရောက်သွားတာအဲ့လိုရောက်သွားအဲ့လိုရောက်သွားတဲ့အခါမှာမြတ်စွာဘုရားကဖြစ်သိမ့်တဲ့စကားပြောတာရှင်းရှင်းလေးပဲနေပါအောင်ခုလို့သေးတာဟာမိသားစုတူတယ်လားဆိုတော့မဟုတ်ဘူးနခမ္မဓမ္မောတရွာရဲနဲ့သက်ဆိုင်တဲ့ကိစ္စလည်းမဟုတ်ဘူးနနိဂမဓမ္မောတတိတာရဲနဲ့တမျိုးရဲနဲ့သက်ဆိုင်တာနနဂရဓမ္မောမြို့တစ်ခုရဲနဲ့သက်ဆိုင်တာလည်းမဟုတ်ဘူးနိုင်ငံတနိုင်ငံနဲ့သက်ဆိုင်တာလည်းမဟုတ်ဘူးလူမျိုးတစ်မျိုးရဲနဲ့သက်ဆိုင်တာလည်းမဟုတ်ဘူးတိုင်းပြည်တစ်ပြည်ရဲနဲ့သက်ဆိုင်တာမဟုတ်ဘူးစัจ java လာအနန္တသရဝမှန်သမျှနဲ့သက်ဆိုင်နေတဲ့အရာကြီးဖြစ်တာကိုဘာဖြစ်လို့ပူရမလဲအလုံးဟာဒီတိုင်းပဲဘယ်သူရောလွတ်လွတ်လဲလို့ဒီစကားနဲ့ပဲပဒါစာရီဟာတောကကိုရှင်းထုတ်လိုက်နိုင်တယ်ပေါ့ဒါအမှန်ပဲမြတ်စွာဘုရားရှင်းပြတဲ့စကားကအမှန်ပဲလေကိုချင်းနာချင်းသိချင်းဆိုတာကိုတယောက်တည်းမှမဟုတ်တာကိုတယောက်တည်းမဟုတ်ဘူးလို့စဉ်းစားလိုက်တာနဲ့ရောကြသွားယောဂဖြစ်ပြီးဆိုရင်အေးငါတယောက်တည်းဖြစ်တာမဟုတ်ဘူးတစ်ကမ္ဘာလုံးဖြစ်နေဖြစ်ပါစေဒါအရေးကြီးတာမဟုတ်ဘူးလို့စိတ်ထဲမှာထားကြည့်လိုက်ဘဝဆိုတာလူဆိုတာတစ်ခါပဲသိတယ်လို့စိတ်ထဲမှာတွေးကြည့်လိုက်လို့ရှင်တောကတွေဟာရောကြသွားတယ်နောက်ဆုံးမှာကိုယ့်ကိုသိဆုံးခြင်းဆိုတဲ့အန္တရာယ်နဲ့ကြုံလာတဲ့အခါမှာလဲစဉ်းစားကြည့်လိုက်ငါတယောက်တည်းသိမှာမဟုတ်ဘူးအလုံးသိဘုန်းကြီးတို့လေမြန်စီးတဲ့အခါမှာစိတ်ကိုတစ်ခါတည်းဘလို့ဖြစ်ပြီးတယ်လဲဆိုအေးလေမြန်ဆိုတာအမတန်အန္တရာယ်များတာကောင်းကင်ဘုံမှာယတ္တိယမရှိဘူးကောင်းကင်သွားတာအသေးလဲငါတယောက်တည်းမှမဟုတ်ဖဲဆိုတော့ကြောက်စိတ်မရှိတော့လေမြန်စီးရမှာတော်ကြောက်တဲ့လူတွေအများကြီးရှိတယ်တချို့စီးကိုမစီးရတာရှိဘုန်းကြီးတို့သီရိလင်္ကာမှာနေတော့ကဒီ British Council မှာအင်္ဂလိပ်စာသင်တန်းပို့ချပေးတယ် Miss Ruth ဆိုအင်္ဂလိပ်မကြီးဘုန်းကြီးတို့သင်တန်းသားတွေကိုမေးတယ်လေမြန်စီးရမှာမကြောက်ဘူးလားဆိုတဲ့စကားကိုမေးအားလုံးကဘယ်သူမှမကြောက်တယ်မရှိဘူးမကြောက်ဘူးပဲဖြစ်တတိကောင်းလိုက်ကြတာတဲ့သူမှဆိုရင်လေမြန်စီးရမှာတိတ်ကြောက်တယ်နော်တိတ်ကြောက်တယ်လေမြန်စီးရမှာကြောက်တာတေးရမှာကြောက်တာပေါ့အဲ့လိုသိကြောက်တယ်လို့ပြောတယ်လောကလူတွေဟာဖိုဘီးယားဆိုတာတစ်ခုခုဆွဲပြီးတော့ကြောက်လန့်တတ်တဲ့ဝါသနာတော့လူစိတ်ဆွဲတွေမှာရှိတယ်ကြောက်တဲ့လူရှိတယ်လို့မကြောက်တဲ့လူရှိအေးမကြောက်တဲ့လူတွေကြတော့လေမြန်တကားပေါက်ဖွင့်ပြီးလေဒီနဲ့တောင်ခုံစီးသေးတယ်လေဒီနဲ့တောင်ခုံဆင်းတာလုပ်သေးတယ်မကြောက်ဘူးလေကြောက်တဲ့လူကကြောက်တယ်အဲ့ဒါလို့အမှန်တရားကိုဆင်ញင်သုံးသပ်ပြီးတော့ကြည့်ရင်စိတ်အားဆိုတက်လာတာဖြစ်တယ်အလုံးဟာဒီသဘာဝပဲရှိတယ်မြတ်စွာဘုရားက
ဟောတဲ့အခါမှာစဉ်းစားဉာဏ်တစ်ခုပဲပေးတယ်လွယ်လွယ်လေးဘယ်လိုစဉ်းစားအောင်အကြောင်းတရားတွေကပေါင်းစပ်လှုပ်ထားတဲ့အရာမှန်လို့ရှိရင်မြင့်မို့တောင်ကြီးပဲဖြစ်စေကဘာကြီးပဲဖြစ်စေအဆောက်အဦကြီးပဲဖြစ်စေတနေ့ကျပြုတ်ကျပျက်စီးမှာပဲတနေ့ကျဆိုတာဝေးလက်နဲ့တနေ့လည်းဖြစ်ချင်းဖြစ်မယ်နီးတဲ့တနေ့လည်းဖြစ်ချင်းဖြစ်ဘယ်ရာပဲဖြစ်ဖြစ်လောကကြီးဟာတနေ့ကျလို့ရှိရင်ပျက်စီးသွားမှာပဲအဲ့ဒါလို့ပျက်စီးသွားမှာကိုစိုးရိမ်နေရင်ဘာအကျိုးရှိမလဲမြတ်စွာဘုရားကစဉ်းစားခိုင်းတယ်တံကုဋ္ဌိထလဘ္ဗသဘာဝတရားကြီးမမြဲတဲ့အပေါ်မှာငါကဘာတတ်နိုင်မှာလဲငါတတ်နိုင်တာဘာတစ်ခုမှမရှိဘူးနော်ဒါအစဉ်းစားမှုခေါ်တယ်ဒီအဲ့ဒီစဉ်းစားဆင်ញင်သုံးသပ်ခြင်းဟာဘာနဲ့စဉ်းစားတာတော့ဆိုပညာနဲ့ပဲစဉ်းစားတယ်ပညာနဲ့စဉ်းစားခြင်းအပြင်အဆိုးတွေကမှအကောင်တွေ့နိုင်တယ်အရှုံးတွေကအမြတ်ရှာလို့ရသွားတယ်ပညာနဲ့စဉ်းစားတာကိုအဲ့ဒါလိုပဲဘုန်းကြီးတို့တွေလောကကြီးမှာနေထိုင်ကြတဲ့အခါမှာအဆိုးနဲ့လည်းတွေ့မှာပဲအရှုံးနဲ့လည်းတွေ့မှာပဲဘာနဲ့ပဲတွေ့အရှုံးတွေကအမြတ်ဘယ်လိုရှာမလဲစဉ်းစားပြီးတော့ကြည့်လိုက်တဲ့အခါမှာလူရဲ့ခန္ဓာကိုယ်မှာရုပ်နဲ့နာမ်နှစ်ခုရှိတယ်ရုပ်နဲ့ခန္ဓာကိုယ်နှစ်ခုရှိတယ်နှစ်ခုစလုံးဟာရုပ်တရားကြီးကလည်းပျက်စီးတတ်တဲ့သဘောရှိတယ်နာမ်တရားကလည်းပျက်စီးတတ်တဲ့သဘောရှိရုပ်တရားကြီးပျက်စီးတာနာရာကျင်နာကြိုက်တာခဲတာလူတွေသိတယ်နော်ရုပ်တရားကြီးရဲ့သဘာဝငယ်စဉ်တောင်ကြီးကလေးဘဝကတဖြည်းဖြည်းကြီးထွားလာတဲ့အခါမှာတေဇောဆိုတဲ့အပူစရတရားလွှမ်းမိုးရောက်ရှိလာတဲ့အခါမှာအင်အားတွေရောကျလာတယ်လှပမှုတွေနုပြိုမှုတွေဖြစ်စီလာတယ်ယောဂဝေဒနာဖြစ်လိုက်ရင်ပိုလို့ဆိုးသွားတယ်အိုခြင်းတရားသည်အင်အားတွေကိုဖျက်ဆီးသွားတယ်လှပနုပြိုမှုတွေကိုဖျက်ဆီးပြီးတော့လူကိုရုပ်ပြက်ဆင်းရဲဖြစ်အောင်အိုခြင်းတရားကလုပ်တယ်မိများဟာလောင်သွားတဲ့နေရာမဲချံရစ်တယ်မိလောင်တဲ့နေရာလှသွားတယ်လို့မရှိဘူးမိလောင်တဲ့နေရာဟာအယုတ်ဆိုးကြီးတံဖြစ်တယ်ထို့တူပဲစရတရားဖြတ်တန်းခြင်းခံရတဲ့ခန္ဓာကိုယ်ဟာလည်းအယုတ်ဆိုးကြီးတံဖြစ်သွားယုတ်ဆိုးကြီးတံဖြစ်သွားဘဒုစရာပဲဖြစ်ဖြစ်စရတရားကဖြတ်စည်းပြီဆိုရင်နုပြိုနေတဲ့ယုတ်ဟာရှင်ရောအိုမင်းလာတာဖြစ်တယ်ကျမ်းမာနေတဲ့ယုတ်ကလည်းမကျမ်းမာတဲ့အပိုင်းရောက်သွားအားရှိတဲ့ယုတ်ကလည်းအားမရှိတဲ့အပိုင်းကိုရောက်သွားယမယံခါနုပြိုနေစဉ်မှာလည်းပဲဒီယုတ်ကြီးကသွားကြိုက်တယ်နားကြိုက်တယ်နေမကောင်းမှုဖြားတဲ့ရာသီဥတုကြောင့်တစ်ခုဖြစ်တယ်ဆိုတာလာတာပဲလေအဲ့လိုလာပြီဆိုတဲ့အခါမှာရုပ်ခန္ဓာကိုယ်ကြီးကဖြားနာမှုတွေနဲ့ပျက်စီးဆုံးရှုံးမှုတွေကျုံလာတဲ့အခါမှာဘယ်လိုတွေးမလဲငယ်တဲ့အချိန်မှာခန္ဓာကိုယ်ကြီးဟာနေမကောင်းထိုင်မသာဖြစ်ပြီးတော့လူဟာစိတ်ဆင်းရဲပွေရမသွားနိုင်မလာနိုင်မစားနိုင်မသောက်နိုင်ဖြစ်နေပြီဆိုတဲ့အခါမှာဘယ်လိုအားတင်းရမလဲလို့ဆိုမြတ်စွာဘုရားကဟောတယ်ရုပ်ခန္ဓာကိုယ်ကြီးနာခြင်းနာပါစေတဲ့စိတ်မနာပါစေနဲ့ဟောအဆိုးတွေကအကောင်ရုပ်ခန္ဓာကိုယ်ကြီးနာတာကိုအကြောင်းပြုပြီးတော့မင်းလိုက်ပြီးစိတ်မဆင်းရဲနဲ့လို့ဆိုလိုတယ်ရုပ်ဆိုတာသဘာဝတရားအလျောက်တဖြည်းဖြည်းကြီးပြီးတော့အိုမင်းလာမှာပဲယောဂဖြစ်เสียရှိရင်ဖြစ်လာမှာပဲသူ့အကြောင်းရှိရင်ဖြစ်လာတာပဲအဲ့ဒီအကြောင်းကိုကိုယ်ကသိတာမဟုတ်ဘူးတခါတည်းရန်ကြတော့ဆရာဝန်တွေတောင်မှပဲသွေးတို့ဘာကြောင့်ဖြစ်တာတော့ဆိုရင်ပြောတဲ့အခါမှာအငန်းကြီးစားလို့တို့တခြားအကြောင်းအရာတွေတို့ဒီလိုပြောလို့ရှိကြတော့လည်းပဲယမယံခါကြတော့အကြောင်းရှာမတွေ့တော့ unknown cause လို့ပြောကြပြန်ဒီယောဂဘာကြောင့်ဖြစ်မှမသိဘူး unknown cause ရေပုံရအားဖြင့်သာလဲကင်ဆာဘာကြောင့်ဖြစ်တယ်လဲတခါတည်းရန်ကြတော့ unknown cause ပဲဘာကြောင့်ဖြစ်မှမသိဘူးအဲ့ဒါလို့အဖြေမထုတ်နိုင်တဲ့အကြောင်းတရားတွေဆိုတာရှိလာတဲ့အခါမှာရုပ်ခန္ဓာကိုယ်ကြီးနေမကောင်းထိုင်မသာဖြစ်နေတဲ့အခါမှာနှလုံးသွင်းရမှာက
ငါဒီရုပ်ခန္ဓာကြီးကတနေ့ကျပျက်စီးမှာပဲနာခြင်းနာစမ်းပါစေရုပ်ခန္ဓာနာတဲ့နောက်မှာငါစိတ်ကလေးလိုက်ပြီးမနာဖို့အရေးကြီးတယ်သူ့အတွက်ငါစိတ်ဆင်းအောင်မလုပ်နှုတ်ဆိုရင်ရုပ်ရဲ့နာကျင်မှုဆုံးရှုံးမှုရဲ့နောက်မှာဖြစ်ရနေခြင်းဆိုပြီးတော့စိတ်ပါနာသွားတယ်ရုပ်အိုတာနဲ့စိတ်ကပဲလိုက်အိုရမယ်ရုပ်ယောဂရတာနဲ့စိတ်ကပဲလိုက်ယောဂရမယ်ဆိုရင်အရှုံးတွေကအရှုံးပဲဖြစ်မှာပဲအဲ့တော့အရှုံးတွေကအမျက်ဖြစ်ဖို့ကြတော့ဘာလို့အရှုံးတွေကအမျက်ဖြစ်ဖို့ဆိုလို့ရှိရင်ခုပြောရတဲ့ငါခန္ဓာကိုယ်ကြီးမှာရုပ်တွေပျက်စီးခြင်းပျက်စီးပါစေငါစိတ်ဓာတ်ကလေးမပျက်စီးဖို့အရေးကြီးတယ်တရားဓမ္မနဲ့စိတ်ဓာတ်ကလေးမပျက်စီးဖို့အရေးကြီးတယ်စိတ်ဓာတ်ပျက်စီးတယ်ဆိုတော့ဘယ်လိုဟာခေါ်တော့လောဘတွေဖြစ်နေစိတ်ဓာတ်ပျက်စီးတယ်လို့ခေါ်တယ်ဒေါသတွေဖြစ်ရင်စိတ်ဓာတ်ပျက်စီးတယ်လို့ခေါ်တယ်အမှန်မသိတဲ့မောဟတွေမာနတွေတစ်ဖက်သားကြည်ပွားတာမနာလိုတဲ့အိတ်သားတွေကိုယ်သာကောင်းစားခြင်းနဲ့မစ္စရိယတရားတွေအဲ့ဒီစိတ်ရဲ့အညစ်အကြေးတွေဖြစ်ပေါ်လာပြီဆိုရင်အဲ့ဒါစိတ်မကျမ်းမာခြင်းဖြစ်ခြင်းပဲသို့တော့ဒီကနေ့ခေတ်မှာတော့စိတ်မကျမ်းမာသူစိတ်ယောဂါဆိုတာဒါကိုမခေါ်ဘူးမြတ်စွာဘုရားရဲ့အဆုံးအမမှာတော့ဒါကိုစိတ်ယောဂါလို့ခေါ်တယ်ဒါကြောင့်မို့ပုထုဇဏောဥမတ္တကောပုထုဇဉ်မှန်ရဲ့အယူဝေလို့ပြောတာစိတ်ယောဂါနဲ့ကိန်းတဲ့လူမရှိဘူးအယူကြီးအယူလေးပေါ့နော်တခါတော့ကလမ်းမေးဆဲပေါ်မှာခေါင်းမူကြီးခြုံပြီးတော့လူတယောက်အိတ်နေတာပဲလမ်းသွားလမ်းလာတွေကပြောတာဟိုပေါ်မှာလူတယောက်အိတ်နေတယ်ကြည့်လိုက်တော့လေခြေတော့လေပေကြီးညစ်ပတ်နေတာဆိုတော့ဘာပြောတော့ကြတော့ဆိုအဲ့ဒါအယူကြီးပါလို့ပြောအယူတယောက်အိတ်နေပြောအဲ့ဒီအယူကကြားတော့ခေါင်းမူခြုံဖွင့်ပြီးတယောက်တော့ဒီလိုထင်တာပဲလို့ပြောတယ်တယောက်တော့ဒီလိုထင်တာသူကလည်းလူကောင်းတွေကိုအယူထင်တာခက်တာနော်တယောက်နဲ့တယောက်တော့ဒီလိုထင်နေကြတာပဲလို့ဆိုတယ်အဲ့တော့ဆိုလိုတာကမြတ်စွာဘုရားဟောတဲ့တရားအရာဆိုရင်ခန္ဓာကိုယ်နာကျင်ခံခက်ယောဂဝေဒနာတွေဖြစ်တာသဘာဝအတိုင်းပဲမကူစားရဘူးလို့ပြောတာမဟုတ်ဘူးအဲ့ဒီနောက်မှာလိုက်ပြီးတော့စိတ်မဆင်းရဲနဲ့ဒါအတွက်လောဘမဖြစ်စေနဲ့ဒေါသမဖြစ်စေနဲ့မောဟမဖြစ်စေနဲ့ခန္ဓာကိုယ်ရုပ်ခန္ဓာကိုယ်ကြီးနောက်လိုက်ပြီးတော့လောဘတွေဒေါသတွေမောဟတွေဖြစ်နေမယ်ဆိုရင်စိတ်ရောယုတ်ရောနှစ်ခုစလုံးဒုက္ခရောက်သွားနိုင်တယ်ပေါ့အဲ့တော့အရှုံးတွေကအဆိုးထဲမှာအကောင်းရှာကြည့်လိုက်ရုပ်ခန္ဓာကိုယ်ဆိုတဲ့ပျက်စီးနေတဲ့အဆိုးထဲမှာအကောင်းရှာဘုန်းကြီးတို့ကျောင်းမှာရည်တူကိစ္စယောဂဖြစ်တယ်ကိစ္စယောဂဖြစ်တော့အဓမ္မပြင်းထန်တဲ့ယောဂဝေဒနာဖြစ်တော့သူတရားဓမ္မတွေကိုကြိုးစားပြီးတော့နာတယ်ကျန်တာတွေအကုန်လုံးဆွန့်လွတ်လိုက်ပြီးသူကိုယ်တိုင်ကလည်းဆရာဝန်ဆိုအလုံးကိုဆွန့်လွတ်ပြလိုက်တယ်ဆွန့်လွတ်ပြီးတော့ဘာနှလုံးသွင်းလို့ဆိုလို့ရှိရင်ငါဒီအချိန်မှာဟိုအကြောင်းပြဒီအကြောင်းပြနေခဲ့တာတွေများလာပြီဒီကနေ့တော့ဘုရားဟောတဲ့တရားကိုဒီယောဂဝေဒနာကိုအကြောင်းပြုပြီးတော့ငါအပြတ်အသတ်လုံးဝမှာပဲတော့ဆိုပြီးကြိုးစားလိုက်တဲ့အခါမှာတရားကိုကြိုးစားနာပြီးတရားတွေကိုကြိုးစားမှတ်လိုက်တဲ့အခါမှာသိခြင်းတရားဆိုတာသူကကြောက်ရွံ့တဲ့စိတ်တွေနည်းသွားပြီးတော့သိခြင်းတရားဒီယောဂဝေဒနာဖြစ်တာကိုတော့မှခြေဆုတင်မိတယ်လို့ပြောဘူးတယ်နော်ခြေဆုတင်မိတာလို့ပြောဘူးတယ်ယောဂဖြစ်လိုက်လို့သူဟာတရားတွေနာခွင့်ရနာဖြစ်သွားတယ်အနည်းဆုံးကတော့အလုံးရှိသေးလို့မအားသေးဘူးဘာလို့ဆရာရှိသေးတယ်ညာလို့ဆရာရှိသေးတယ်နဲ့ဆိုပြီးတော့ဟုတ်ဒီဘက်ဒီမလုံးဖြစ်ဘူးပေါ့တရားယောဂဖြစ်လာပြီဆိုတဲ့အခါကျတော့အေးသေမင်းကတကားလာခောက်နေပြီအိမ်ကိုဖွင့်ပေးရတော့မှအဲ့ဒီအချိန်မှာတခြားအလုပ်တွေလုပ်နေလို့မဖြစ်တော့ဘူးဆိုပြီးတရားကိုစောက်ချလုပ်တာအကြောက်ပြေုံနေမကဘူးတရားပေါ်မှာယုံကြည်အားကိုးမှုတွေနဲ့ယောဂဖြစ်တတ်တောင်သူ့အတွက်ကံကောင်းတယ်လို့ယူဆသွားတယ်စိတ်ဓာတ်ပြောင်းသွားဖို့ကြည့်နော်
အဲ့ဒါလို့ထီအောင်အဲ့တော့ရုပ်ခန္ဓာကိုနာပါစေစိတ်မနာစေနဲ့ဆိုတာအဲ့ဒါစိတ်အင်အားတွေပြန်ရတာအဆိုးတွေကအကောင်းပဲအရှုံးတွေကအမြတ်ပဲလို့တို့နှလုံးသွင်းရမှာဖြစ်တယ်အဲ့ဒါလို့ဖြစ်အောင်နှလုံးသွင်းတရားဟာမတ္တမရေးချတယ်နှလုံးသွင်းတာကိုယောနိသောမနတိကာရမှန်မှန်ကန်ကန်နှလုံးသွင်းတတ်တာပညာတရားပဲအသိပညာတစ်ခုပဲမမှန်မှန်ကန်နှလုံးသွင်းတာကြတော့ဘလို့နှလုံးသွင်းတာငါမှဖြစ်ရလေချင်းနော်ငါနဲ့ငါမိသားစုတွေငါခွဲရတော့မှာတို့ငါရှာထားတဲ့ပစ္စည်းတွေထားခဲ့ရတော့မှာတို့ဆိုပြီးတော့ယူကျုံမရဖြစ်နေမယ်ဆိုရင်တော့အရှုံးတွေကအရှုံးပဲဖြစ်မှာပဲအကောင်းရှာတွေးမှာမဟုတ်ဘူးအဲ့ဒါကိုမြတ်စွာဘုရားသို့တော့မသေးမှဘယ်သူမှမရှိဘူးသေမဲ့လူချီပဲကောင်းအဲ့တော့အရှုံးတွေကအမြတ်တစ်ခုရလိုက်ဖို့အဆိုးတွေကအကောင်းတစ်ခုရလိုက်ဖို့မြတ်စွာဘုရားဒီနိလန်းကိုဟောတာအဲ့ဒီလိုအဆိုးတွေကအကောင်းရှာတာဟာဘာနဲ့ရှာတာတော့ဆိုလို့ရှိရင်ပညာနဲ့ရှာတာတဲ့အသိပညာနဲ့ဆင်ញင်သုံးသပ်ပြီးတော့ကြည်တာလို့တို့ဆိုတယ်နောက်တစ်ခါမြတ်စွာဘုရားကဆုံးမတဲ့အခါမှာဆုံးမပုံလေးတွေကြည့်လူတွေမှာဆင်းရဲမွဲတေမှုတွေဖြစ်တတ်တယ်ပစ္စည်းဥစ္စာမပြည့်စုံကြဘူးစာဝတ်နေမပြည့်စုံမွဲတေဥစ္စာမဲ့မွဲဆင်းရဲကြငွေကြေးတနာမလုံလောက်ဘူးဆင်းရဲနေစရာကောင်းကောင်းမရှိဘူးစားစရာပြည့်ပြည့်ဝဝမစားနိုင်ဘူးဝတ်စရာလည်းဆုပ်ဆုပ်ပြက်ပြက်နေစရာကလည်းဆုပ်ဆုပ်ပြက်ပြက်ပညာလည်းမသိနိုင်ဘူးဆင်းရဲတဲ့ဘဝမှာတနေ့ကုန်အလုံးလုံးမှစားရတယ်ဆိုတဲ့ဆင်းရဲတဲ့ဘဝဘာတွေဆင်းရဲတာလို့ဆိုငွေကြေးတနာဆင်းရဲတာငွေကြေးတနာဆင်းရဲသည့်အတွက်ကြောင့်အဝတ်စားလည်းမဝယ်နိုင်ဘူးနေစရာအိမ်လည်းမဆောက်နိုင်ဘူးအစားအသောက်လည်းကောင်းကောင်းမစားနိုင်ဘူးမကျန်းမာလို့ရှင်လည်းဆေးဝါးမကုနိုင်ဘူးဆိုတဲ့အခြေအနေဆိုကြုံတွေ့နေရတဲ့ပုဂ္ဂိုလ်တွေရှိတာပဲအဲ့ဒီပုဂ္ဂိုလ်တွေဟာလောကမှာချမ်းသာတဲ့လူနဲ့ဆင်းရဲတဲ့လူဘယ်သူကများတော့ဆိုဆင်းရဲတဲ့လူကများပါတယ်အဲ့ဒီဆင်းရဲတဲ့ပုဂ္ဂိုလ်တွေရှိလာတာဆင်းရဲတဲ့ပုဂ္ဂိုလ်တွေရှိလာတဲ့အခါမှာသူတို့မှာဒါအဆိုးနဲ့အရှုံးနဲ့ဘဝမှာရင်ဆိုင်ရတယ်အဆိုးနဲ့ရင်ဆိုင်နေရတယ်လို့သူတို့ဆိုရတယ်အဲ့ဒါကြတော့ထွက်ပေါက်ကဘယ်လိုရမလဲလို့ဆိုရင်ပစ္စည်းဥစ္စာမွဲခြင်းမွဲပါစေတရားနဲ့ပညာမမွဲပါစေနဲ့လောကလူတွေကမွဲတယ်လို့ထင်တာပစ္စည်းဥစ္စာမရှိမှအမွဲလို့ထင်တာမြတ်စွာဘုရားရဲ့အဆုံးအမစကားကြတော့ပစ္စည်းဥစ္စာရှိတာမရှိတာကိုအမွဲလို့မခေါ်ဘူးနော်ဘာကူမှအမွဲခေါ်တာတော့ဆိုတရားတရားလည်းမရှိဘူးအသိပညာလည်းမရှိဘူးအဲ့ဒီပုဂ္ဂိုလ်ကြတော့အမွဲလို့ခေါ်တယ်ဘာကြောင့်လို့ဆိုရင်တန်တရားမှာဆက်ပြီးမွဲမှာပဲလေတရားလည်းမရှိဘူးပညာလည်းမရှိဘူးဆိုတဲ့ပုဂ္ဂိုလ်ဟာတရားမွဲပညာမွဲတရားမွဲသည့်အတွက်ကြောင့်ပစ္စည်းဥစ္စာမွဲအောင်မယ်ပညာမွဲသည့်အတွက်ကြောင့်ထွက်ပေါက်ရှာမတွေ့နိုင်ဘူးအဲ့တော့ပစ္စည်းဥစ္စာမွဲခြင်းမွဲပါစေတရားနဲ့ပညာမမွဲပါစေနဲ့တရားမမွဲဘူးဆိုတဲ့ပုဂ္ဂိုလ်တရားဟာမကြခင်ပဲပြည်ပြီးချမ်းသာသွားတဲ့ပုဂ္ဂိုလ်ဖြစ်မှာပါဒီဘဝမချမ်းသာရင်နောက်ဘဝကျသူ့ရဲ့တရားဆွမ်းအားနဲ့သူဟာလူချမ်းသာနာချမ်းသာဆိုတာဖြစ်တော့တရားဆွမ်းအားရှိဘာလို့ဆိုတရားဆိုတာဟာကံကံရဲ့အကျိုးလက်ခံတာလက်ခံတယ်ကုသိုလ်ကောင်းမှုအလုပ်မှာဒီစိတ်အားတက်ကြွတယ်ကောင်းတဲ့အလုပ်ပေါ်မှာစိတ်ဝင်စားတယ်ကောင်းတာလုပ်ဖို့စိတ်ဝင်စားဒါကြောင့်မို့လို့ကောင်းတဲ့အလုပ်ကိုလုပ်သည့်အတွက်ကြောင့်ကုသိုလ်ဖြစ်တယ်ကုသိုလ်ဖြစ်သည့်အတွက်ကြောင့်ထိုကုသိုလ်ရဲ့အကျိုးကိုသူရမှာအလုပ်လုပ်ရင်လှုပ်အားခဆိုတာရတာပဲလေတရားရဲ့လှုပ်အားခတွေကရလာမှာပညာရှိသည့်အတွက်ကြောင့်စဉ်းစားတတ်တယ်စဉ်းစားတတ်သည့်အတွက်ကြောင့်မှန်ကန်တဲ့လမ်းကြောင်းတစ်ခုကိုဖော်ဆောင်ပြီးတော့ထွက်ပေါက်ကိုသူရှာနိုင်တယ်ပေါ့ပညာမရှိဘူးဆိုရင်ထွက်ပေါက်ကိုမဟုတ်တဲ့နည်းတွေနဲ့ရှာလိုက်မယ်မွဲသည့်အတွက်ကြောင့်ကိုယ်တတ်သိခြင်းနဲ့သိမယ်နော်တန်ဖိုးရှိတဲ့ဘဝမှလည်းမသိဘူးပညာရှိတဲ့ပုဂ္ဂိုလ်ကြတော့ဟာမွဲတယ်ဆိုတာဒါအဓိကအရေးကြီးတာမဟုတ်ဘူး
ငါမှာအည်ချင်းတွေရှိတယ်မြတ်စွာဘုရားကိုယ်တိုင်ကဘလို့ဟောထားတော့လို့ဆိုယတ္တတတ္ထတထာဂတိအစလသုတ်တိဋ္ဌိတာဘုရားနဲ့ပတ်သက်လာတဲ့အခါမှာမြတ်စွာဘုရားရဲ့အသိဉာဏ်ဘုရားဆိုတာဒီဘုရားနဲ့မဟုတ်ဘူးလောကမှာသူတော်ကောင်းအမှန်သိတဲ့ပုဂ္ဂိုလ်လို့ဆိုလိုတယ်နော်အမှန်သိတဲ့ပုဂ္ဂိုလ်ရှင်ပုဂ္ဂိုလ်သူပုဂ္ဂိုလ်မြတ်တဲ့ပေါ်မှာယုံကြည်တဲ့ခိုင်မာတဲ့ယုံကြည်ချက်ရှိတယ်ဒီနေရာမှာတကူယုံကြည်တာမဟုတ်ဘူးအသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်သူတော်ကောင်းပုဂ္ဂိုလ်ဆိုတာယုံကြည်တဲ့လက်ခံယတ္တတတ္ထတထာဂတိအစလသုတ်တိဋ္ဌိတာသီလင်္စယတ္တကလျာဏံတရားတရားမမွဲသည့်အတွက်ကြောင့်ကိုချင်းတရားကိုလည်းသူကလေးစားတယ်လိုက်နာတယ်ပဿနာမရှိတာငါးပါးသီလလုံအောင်ထိန်းတယ်လို့ဆိုလို့တယ်ပဿနာမရှိဘူးသီလရှိတယ်သူမှာရှိသမျှလေးနဲ့ဘဝမှာရတာလေးနဲ့ရောင်ရဲတင်းတိတ်ပြီးကိုချင်းသီလပြည့်စုံအောင်လုပ်တယ်သီလင်္စယတ္တကလျာဏံအစသုပတိဋ္ဌိတာသီလင်္စယတ္တကလျာဏတံဃိပတာထောယတ္တတိမြတ်စွာဘုရားရဲ့တပိသာဝကတန်ဃာတွေပေါ်မှာစိတ်ကြည်နူးမှုရှိတယ်သူဆိုလိုတယ်ကိုလုံးနိုင်တဲ့အလုပ်တွေကိုလုပ်တယ်မြတ်စွာဘုရားကအဲ့ဒီလိုတရားလည်းရှိတယ်သီလလည်းရှိတယ်ကြည်ညိုတတ်မှုလည်းရှိတယ်ဆိုလို့ရှိရင်အတလိတောတိတံအာဟုအမောဂံတတ္တသုဝိတာအဲ့ဒီပုဂ္ဂိုလ်မျိုးကိုဆင်းရဲမွဲတေသူလို့မဆိုနိုင်ဘူးတဲ့သူရဲ့အသက်ရှင်နေမှုဟာတန်မိုးမဲ့တဲ့အသက်ရှင်မှုမဟုတ်ဘူးတဲ့တန်မိုးကြီးမားတဲ့အသက်ရှင်မှုဘာကြောင့်လို့ဆိုရင်ပတ်စံမရှိပေမဲ့တရားရှိတယ်တရားရှိသည့်အတွက်ကြောင့်ကောင်းမှုတွေရှာနိုင်တယ်ပညာရှိတယ်ပညာရှိသည့်အတွက်ကြောင့်အကြောင်းအကျိုးကောင်းဆိုးခွဲခြားသိတတ်တယ်ဒါကြောင့်မို့ဒီပုဂ္ဂိုလ်ဟာဥစ္စာမွဲပေမဲ့တတ္တပညာမမွဲဘူးမမွဲသည့်အတွက်ကြောင့်တခဏတာမြပစ္စည်းဥစ္စာမွဲပြီးတော့နေတော်လည်းပဲသူ့ကိုလူမွဲလို့မဆိုရဘူးမကြခင်ချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်ဖြစ်မယ်ဒီလိုဆိုတာပေါ့နော်ဒါကြောင့်မို့ဒါလည်းပဲအဆိုးတွေကအကောင်းလို့ဒီလိုပြောရမှာဖြစ်တယ်လောကမှာအဆိုးကြီးဘယ်တော့မှမရှိဘူးဆိုးတယ်မှာအကောင်းစွာရှိတတ်တယ်ဒါကတစ်ချက်ပေါ့နော်နောက်တစ်ခုကလူဘဝမှာဆုံးရှုံးမှုတွေနေကြုံရတတ်တယ်ဘာတွေဆုံးရှုံးတော့ပစ္စည်းဥစ္စာတွေဆုံးရှုံးသွားတယ်ဒါလည်းဆုံးရှုံးမှုပဲဆွေတွေမျိုးတွေတည်ဆုံးလို့ဆုံးရှုံးသွားတယ်ဒါလည်းဆုံးရှုံးမှုပစ္စည်းဥစ္စာတွေဆုံးရှုံးတယ်ဆွေတွေမျိုးတွေဆုံးရှုံးတယ်ယာဓုပြုတ်လို့ရှိရင်လည်းယာဓုဆုံးရှုံးတယ်လို့ခေါ်တာဆုံးရှုံးမှုတွေအများကြီးရှိတယ်အဲ့ဒီဆုံးရှုံးမှုတွေနဲ့ကြုံလာပြီဆိုလို့ရှိရင်ဒါအဆိုးနဲ့ကြုံလာတာမှတ်ပြီအဲ့ဒီအဆိုးတွေကအကောင်းပါရှာမလဲလို့ဆိုလို့ရှိရင်အေးဆွေတွေမျိုးတွေဆုံးရှုံးတာလဲလောကရဲ့သဘာဝပဲပစ္စည်းဥစ္စာဆုံးရှုံးတယ်ဆိုတာလဲလောကရဲ့သဘာဝပဲအားလုံးယာတုဂုံသိစိစိန်ဤဆုံးရှုံးတယ်ဆိုတာလေလောကရဲ့သဘာဝဒါတွေဆုံးရှုံးမှုတွေဟာအရေးမပါပါဘူးပညာမဆုံးရှုံးရင်ပြီးတာပါပဲဟောကုသိုလ်မဆုံးရှုံးရင်ပြီးတာပါပဲကိုယ်မှရတဲ့ရတဲ့ကုသိုလ်တွေရနေပြီဆိုရင်ဆုံးရှုံးတယ်လို့ပြောလို့မရဘူးမြတ်စွာဘုရားအဲ့လိုဟောတာနော်ကိုယ်မှကုသိုလ်တွေရနေသည့်အတွက်ကြောင့်ဆုံးရှုံးတယ်လို့မဆိုနိုင်ဘူးတဲ့နှစ်ခုနှိုင်းရှင်ကြည့်လိုက်တဲ့အခါဆုံးရှုံးမှုဆိုတာတော့ရှိတာသို့တော်အဲ့ဒီဆုံးရှုံးမှုဟာအရေးမပါဘူးပြောပလောက်တဲ့ဆုံးရှုံးမှုမဟုတ်ဘူးပြောပလောက်တဲ့ဆုံးရှုံးမှုကကုသိုလ်တရားဆုံးရှုံးတာမှာပြောပလောက်တယ်လောကကြီးမှာလူဘဝရောက်လာပြီးတော့ကုသိုလ်တွေဆုံးရှုံးသွားတယ်အဲ့တော့ပြောမယ်ဆိုလို့ရှိရင်ဖျားလောင်းနဲ့ညီကိုဝမ်းခွဲတော်ပြီးတော့နောက်ဆုံးမှာမြတ်စွာဘုရားကိုယံလုတ်ပြီးယံသူဖြစ်သွားတဲ့ဒေဝတ္တပဲကြည့်နော်ဒေဝတ္တကြည့်သူဟာပင်ကိုစိတ်ကောင်းနေတဲ့အချိန်တုန်းကမြတ်စွာဘုရားရှိသင်္ကန်းဝတ်တယ်သမထကျင့်စဉ်တကူအချင်းတို့တကူအဋ္ဌိပတ်တွေနဲ့ပြည့်စုံတယ်ယဟန်ကောင်းတစ်ပါးပဲပေါ့ဒေဝတ္တဆိုတာအဆိုးကြီးမကြည့်လေနဲ့
ကောင်းတဲ့အချိန်တော့အကောင်းနော်တကောအိဒီဘတ်တွေနဲ့ပြည့်စုံတယ်ရှင်အနန္ဒာတို့သူတို့နဲ့တူတူသာသနာပေါင်းဝင်လာတယ်မြတ်စွာဘုရားရဲ့ညီကိုဝမ်းခွဲလဲတော်တယ်သမီးရောက်ဖလဲတော်တယ်ပေါ့နော်အဲ့ဒီဒေဝတ္တစိတ်ကောင်းနှလုံးကောင်းရှိနေတဲ့အချိန်မှာအရေးချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်ပဲရည်ချင်းရှိတဲ့ပုဂ္ဂိုလ်တယောက်သို့တော်လည်းသူ့ရဲ့အရေးချင်းတွေကိုဘာကနေဖျက်ဆီးလိုက်တယ်လဲလို့ဆိုလို့ရှိရင်ပါပမိတ်တာတဲ့မကောင်းတဲ့လူနဲ့ပေါင်းသိမိသွားတာဒါတခုသူ့ကိုမြောက်ပေးနေတဲ့ပုဂ္ဂိုလ်တွေရှိတယ်ခုခေတ်လို့ဆိုရင်ဝန်းရံနဲ့ပေါ့နော်အဲ့ဒီလိုမကောင်းတဲ့ဘက်ကအားပေးပြီးဝန်းရံနေတဲ့လူတွေရှိတယ်ဒီလောကလူဟာအကောင်းပဲဖြစ်ဖြစ်အဆိုးပဲဖြစ်အကောင်းဆိုရင်အကောင်းဝန်းရံတယ်လို့မကောင်းဘူးဆိုရင်လည်းမကောင်းတဲ့လူတွေကဝန်းရံတာပဲလေအဲ့တော့ကောင်းမကောင်းဆိုတဲ့နေရာမှာဝန်းရံကြအဲ့ဒါကိုပါပမိတ်တလို့ခေါ်တယ်အဲ့ဒီမကောင်းတဲ့ဘက်ကိုအားပေးတိုက်တွန်းတဲ့ပုဂ္ဂိုလ်တွေကြောင့်သူဟာစိတ်ပြောင်းလာတယ်နောက်တစ်ခုကတော့ပါပိဿသူ့ရဲ့လိုဆန္ဒတွေဟာတရားနိလန်းကြတဲ့အလိုဆန္ဒမဟုတ်ဘဲနဲ့မကောင်းတဲ့ရုပ်မာတဲ့ဘက်ကနေပြီးတော့မကောင်းတဲ့စိတ်ဆန္ဒတွေလိုချင်မှုတွေဖြစ်ပေါ်လာတယ်မကောင်းတဲ့စိတ်ဆန္ဒတွေဆိုတာဘာလို့မြတ်စွာဘုရားယာဓုကိုလှုပ်ချင်တယ်ရချင်တယ်သူကဖះလည်းတိုက်ကွေမင်းသားပဲသူလည်းတိုက်ကွေမင်းသားပဲယာဓုလွှဲအပ်ခြင်းလွှဲအပ်ရင်သူပဲဖះကိုယာဓုတစ်ခုအနေနဲ့သတ်မှတ်တယ်နော်ဗုဒ္ဓယာဓုကိုသူလွှဲခိုင်းတယ်အဲ့ဒါဖះဖြစ်ဖို့ဆိုတာပါရမီ7ပါးအပြား30ကျင့်ချင်းကြီးစွန့်ချင်းကြီး5ပါးတို့စရိယ3ပါးတို့လေးသိဉ္ဇဉ်ကဘာတသိဖြည့်မှာဖះဖြစ်တာဟိုကိုမဖះဖြစ်တော့တဲ့အရေးချင်းမရှိပဲနဲ့ယာဓုကိုလွှဲပြောင်းပေးဖို့သူသာရတတ်တယ်လို့ယူဆတာသူ့ရဲ့ပပိဿလို့ခေါ်တယ်လောကလူဟာမမျှော်မှန်းနိုင်တဲ့ဟာကိုမျှော်မှန်းတယ်ကိုယ့်ကိုထင်ကြီးတယ်အဲ့ဒီတရားနှစ်ခုကစိတ်ထဲမှာဖြစ်ပေါ်လာတဲ့အဲ့ဒီအဆိုးနှစ်ခုပေါ့မကောင်းတဲ့မိတ်ဆွေတွေရဲ့ပေါင်းသင်းမှုမကောင်းတဲ့မိတ်ဆွေတွေနဲ့လက်တွဲမှုမကောင်းတဲ့စိတ်ယုတ်မာတွေမွေးမြူမှုဆိုတဲ့အဲ့ဒီအဆိုးတရားနှစ်ခုကနေဖြည့်ဆည်းလိုက်တာသူ့လောက်ရတရားမှားလာတယ်တဖြည်းဖြည်းနဲ့မှားလာလိုက်တော့သူမှဆုံးရှုံးသွားတာဘာတွေဆုံးရှုံးလို့ဆိုရင်ပထမသူရထားတဲ့ဇံဘိညာဉ်ဆုံးရှုံးသွားတယ်နောက်ထပ်ကုသိုလ်ကောင်းမှုတွေဆုံးရှုံးသွားတယ်ဘယ်လောက်ထိအောင်ဆုံးရှုံးသွားတော့ဘယ်လောက်ထိနစ်နာသွားတော့ဆိုမြတ်စွာဘုရားကဒေဝရကြီးတော့အပေကြတော့မှာပဲကဘာပလုံးအပေငရဲမှာခံရလိမ့်မယ်အတိတ်ကိစ္စ incurable ကုစားလို့မရတော့ဘူးသူကယ်လို့မရတော့ဘူးလို့ဆိုလို့တယ်ကင်ဆာယောဂဆို fourth stage ရောက်သွားပြီပေါ့ဆေးကုလို့မရတော့ဘူးဆိုတဲ့ပုံစံမျိုး incurable အတိတ်ကိစ္စတိတ်ကိစ္စဆိုတာကုစားလို့ရတယ်အတိတ်ကိစ္စကုစားလို့မရတော့ဘူးပြင်လို့မရတော့ဘူးအဲ့ဒါလို့ဟောရတဲ့ပတ်သက်ပြီးမြတ်စွာဘုရားရှင်းပြတယ်ဒေဝရရဲ့တဏ္ဍမှာတဲ့ကုသိုလ်လို့ဆိုတဲ့ဖြူစင်မှုဟာသာမီပြားလေးနဲ့ထောက်ပြလောက်တဲ့နေရာမှာတော့မချန်တော့ဘူးလို့ဆိုအလုံးကမဲသွားပြီတကယ်ကို black list တဲ့ကုံရောက်သွားပြီလို့ဆိုလို့အကောင်းလို့ဆိုတာသူကထုတ်ပြစရာမရှိတော့အကုန်လုံးအဆိုးတွေလွှမ်းသွားပြီဒါကြောင့်မို့သူဟာပြင်လို့မရတော့ဘူးလို့ဒီလိုဟောတာအဲ့တော့သူဆုံးရှုံးတာကတကယ်ဆုံးရှုံးတာဘာတွေဆုံးရှုံးသွားတော့ဆိုကုသိုလ်တွေဆုံးရှုံးသွားတယ်အဲ့ဒီကုသိုလ်ဆုံးရှုံးခြင်းကြောင့်သာလင်သူငရဲရောက်သွားတာဖြစ်တယ်ပေါ့ဒီပြန်အရေးဆုံးရှုံးတာကအရေးမပါဘူးကုသိုလ်ဆုံးရှုံးသွားပြီဆိုရင်အရေးပါတယ်ဒါမှမဟုတ်ကိုယ်တဏ္ဍာမှာရှိတဲ့ဖြူစင်တဲ့ကောင်းကျိုးချမ်းသာကိုထုတ်လုပ်တဲ့ကုသိုလ်တရားတွေမဆုံးရှုံးမှုဟာအမြဲတမ်းအရေးကြီးတယ်လို့မြတ်စွာဘုရားပစ္စည်းဥစ္စာတွေယာဓုဂုံသိန်းတွေစီစိန်တွေဆုံးရင်ဆုံးသွားပါစေရှုံးရင်ရှုံးပါစေကုသိုလ်ကိုတော့မရှုံးပါစေနဲ့လူဘဝမှာရထားတဲ့ကုသိုလ်တရားနဲ့ပတ်သက်ပြီးတော့မဆုံးရှုံးပါစေနဲ့ဒါအမြတ်ပါဟောအရှုံးတွေကအကောင်အဆိုးတွေကအကောင်
အရှုံးနဲ့ကအမြတ်ရှာဖွေထားရမယ်လို့ဒါရီကဘာနဲ့ရှာတော့ဆိုအသိဉာဏ်နဲ့ရှာတာအသိဉာဏ်နဲ့ရှာတခြားနေနဲ့ရှာရင်မှန်ကန်မှုရှိဒီမှာရှိမယ်အသိဉာဏ်နဲ့ရှာမှမှန်တယ်အေးစဉ်းစားဉာဏ်ဆိုတာဟာတစ်ခုနဲ့တစ်ခုဒီအရေးကြီးတဲ့ဟာနဲ့အရေးမကြီးတဲ့ဟာဒီနှစ်ခုခွဲခြားသိရဆိုပါစို့ရုပ်နဲ့စိတ်ဘယ်ဟာအရေးကြီးလဲရုပ်ဆိုတာပြင်ရင်တော့ပြင်အိုးလာမှာပဲစိတ်ကပြင်လို့ရတယ်စိတ်ပြင်လိုက်လို့စိတ်ကောင်းနှလုံးကောင်းဖြစ်ယဟနာဖြစ်သည့်ထီအောင်စိတ်ကိုပြင်လို့ရတယ်ရုပ်ပြင်တာကယဟနာဖြစ်သည့်အောင်တော့မရဘူး plastic surgery နဲ့နှာခေါင်းပွားနေနှာခေါင်းချောင်းလုံးလို့ရကောင်းရမယ်ဒါပေမဲ့အိုးလာမှာပဲမရဘူးနောက်ကြပရိတွန့်ရင်မတွန့်အောင်လုံးလို့ရနော်ပိုတောက်တို့ဘာလို့ထိုးပေါ့အဲ့ဒါလို့ပြင်လို့တော့စပင်နဲ့ဖြူလာလို့ရှင်လဲဆေးဆိုးတယ်ဒါပြင်ကြတာပေါ့ရုပ်ပြင်ကြအဲ့ဒီလိုရုပ်ပြင်လို့ရုပ်ဟာထိုက်တဲ့တော့ပြင်လို့ရတော့လည်းပဲအဆိုးဘက်ကိုလဲသွားတာစိတ်ကအဲ့ဒါလိုမဟုတ်ဘူးပြင်လိုက်လို့ရှင်နောက်ဆုံးကိုယ်စိတ်လေးဟာလောဘဒေါသမောဟတွေကင်းပြီးတော့ယဟနာအဆင့်လို့လုံးဝမတုံ့လှုပ်တဲ့ကြန့်ခိုင်တဲ့စိတ်ဓာတ်မျိုးထီအောင်ရောက်ရှိသွားတယ်စိတ်ကပြင်လို့ရှင်ပြင်သလောက်ကောင်းလာတယ်လို့သူတို့ဆိုရုပ်ကပြင်လေပြက်လေပြင်ရင်နဲ့ပြက်ပြီးရိုးစင်းသွားမှသာဖြစ်တယ်ပေါ့ရုပ်ပြင်ရင်ပြက်တယ်ဆိုတာစဉ်းစားကြည့်ပေါ့နော်အမှန်တန်ချောအမှန်တန်လှတဲ့ရုပ်ရှင်မင်းသမီးတွေ50နဲ့အနည်း20လောက်ဟိုဘက်ကျသွားကြည့်ပေါ့ရှိသေးလားလို့အဲ့ဒါလို့ပေါ့ပြင်းနေတာပဲပြင်းပြက်သွားမှာပဲဒါရုပ်ကစိတ်ကြတော့အဲ့ဒါလို့မဟုတ်ဘူးစိတ်ကောင်းနှလုံးကောင်းတွေကမွေးလာတဲ့အခါမှာပို့ပြီးတော့တန်ပြန်လာတယ်တန်ရှင်းလာတယ်စိတ်ဓာတ်ဟာပို့ပြီးတော့မြင်မာလာတယ်ဟောစိတ်ပြင်တာအမြဲတမ်းမြင်မာတယ်ဒါကြောင့်မို့ပြင်ရမှာကစိတ်ကိုဖြစ်တယ်ပေါ့အဲ့ဒါရုပ်တွေပြည့်ချင်ပြည့်ပါစေစိတ်မပြည့်စေနဲ့ပစ္စည်းဥစ္စာဆိုတာတခဏပဲဘလောက်ချမ်းသာတဲ့ပုဂ္ဂိုလ်ဖြစ်ဖြစ်ရေမင်းခိုးသူမချစ်မနဲ့တဲ့တော့မွေကသားဆိုသမီးဆိုဖြက်စီးသွားလို့ရှိရင်ပစ္စည်းဥစ္စာဆိုတာပြတ်တယ်ဒါကြောင့်မို့ပစ္စည်းဥစ္စာနဲ့ပတ်သက်ပြီးတော့ကိုယ်ကတော့လဲပစ္စည်းကိုစွန့်ပစ္စည်းကကိုယ်တော့လဲကိုယ်ကိုစွန့်နှစ်ခုရှိတယ်သူကိုယ်ပိုင်တဲ့ပစ္စည်းဥစ္စာဟာပစ္စည်းကလည်းကိုယ်ကိုစွန့်သွားတယ်လူကမသေးသေးဘူးပစ္စည်းကကိုယ်စီမှာမနေတော့ဘူးခိုးတဲ့လူနောက်ပါသွားဒါပစ္စည်းကကိုယ်ကိုစွန့်ခွာသွားတယ်လို့ခေါ်တယ်နော်ပစ္စည်းကကိုယ်ကိုစွန့်ခွာသွားကိုယ်ကတော့လည်းပစ္စည်းကိုစွန့်သွားကိုယ်ဘလောက်ပဲချမ်းသာနေနေသိဆုံးသွားလို့မျက်စိနှလုံးမှိတ်လိုက်တာနဲ့တပြိုင်နက်ကိုယ်ပိုင်ဆိုင်တာတစ်ခုမှမရှိတော့ဘယ်သူကမှလည်းပိုင်ခွင့်မပေးတော့သူပိုင်တဲ့အိမ်မော်တောင်နေခွင့်မပေးတော့ချက်ချင်းပဲပုတ်လိုက်ကြတာပဲနော်အဲ့တော့ပစ္စည်းဥစ္စာဆိုတာပိုင်ဆိုင်တာအကန့်အသတ်ကလေးနဲ့ပဲရှိတယ်ဒါကြောင့်မို့လို့အဲ့ဒီပစ္စည်းဥစ္စာတွေဆုံးကျင်ဆုံးပါစေကိုပိုင်တာကပါတော့တရားပညာကိုချင်းသီလတို့ကုသိုလ်တရားတွေဒါကိုယ်ကပိုင်လို့ရတာဘယ်သူမှလူယူမှာမဟုတ်ဘူးဒါကြောင့်မို့ပစ္စည်းဥစ္စာတွေဆုံးရှုံးတဲ့အပေါ်မှာသွားပြီးတော့စိတ်မပြတ်နဲ့တကယ်စိတ်ပြည့်ရမှာတော့တရားတွေဆုံးရှုံးသွားမလားပညာတွေဆုံးရှုံးသွားမလားသီလတွေဆုံးရှုံးသွားမလားအယူဝါဒတွေဆုံးရှုံးသွားမလားအဲ့ဒါကြောက်ရတယ်ပေါ့အဲ့ဒါကြောင့်မို့အရှုံးထဲမှာအမြတ်ကိုရှာတတ်ဖို့အဆိုးတွေကအကောင်းကိုရွေးချယ်တတ်ဖို့အမြဲတမ်းတတိထားကြရမှာဖြစ်တယ်အဲ့ဒီမှာပညာရှိသူတော်ကောင်းတွေအဆိုးနဲ့အကောင်းရွေးချယ်တတ်ဖို့နဲ့ပတ်သက်ပြီးတော့ရှင်ပြိုင်လာပြီးတစ်ခုနဲ့တစ်ခုရွေးချယ်ရပြီဆိုတဲ့အခါမှာတန်မိုးရှိတာနဲ့တန်မိုးမရှိတာအသိဉာဏ်နဲ့စဉ်းစားတတ်ဖို့လိုတယ်ပေါ့အဲ့ဒါကို950ဇတ်တွေထဲမှာဆိုထားတဲ့အဆိုးမိန်တွေမှတ်သားစရာကောင်းတယ်ပေါ့စစေတနံအင်္ဂဝရတဟေတုပညာရှိသူတော်ကောင်းတွေသတ်မှတ်ပြီးတော့ပြတယ်ရမယံခါတခါတလေကြလို့ရှိရင်ပစ္စည်းဥစ္စာရဲ့ကိုယ့်ရဲ့အင်္ဂါခြေလက်ရဲ့နှစ်ခုပြိုင်လာပြီ
တစ်ခုဆုံးရှုံးလိမ့်မယ်ငွေကြေးဆုံးရှုံးမှလားကိုယ့်ရဲ့အင်္ဂါခြေလက်ဆုံးရှုံးမှလားဒါလိုဆုံးလို့ပေါ့နော်ဆိုပါစို့အဆံမပေးဘူးဆိုရင်ကိုယ်ခြေဖြတ်ခံရမယ်လက်ဖြတ်ခံရမယ်ဆိုပါစို့တခုကျုံလာပြီဆိုလို့ရှိရင်ကိုယ်ခန္ဓာကိုယ်အင်္ဂါကိုယ်တဏ္ဍာမှာရှိတဲ့လက်ခြေအင်္ဂါတွေအတွက်ပစ္စည်းဥစ္စာကိုစွန့်လိုက်ပါတဲ့လက်ခြေအင်္ဂါတော့အပျက်စီးမခံပါနဲ့ဟောအဆံနဲ့လက်ခြေဒီနှစ်ခုဆိုရင်ကိုယ့်ရဲ့အင်္ဂါမပျက်စီးအောင်အဆံနဲ့ကာကွယ်ပါလို့ဆိုလို့တယ်အဆံပေးလိုက်ပြီဆိုလို့ရှိရင်ငွေကြေးတော့ဆုံးရှုံးသွားမယ်သို့တော့ကိုဟာကိုခြေကိုလက်အဖြတ်မခံလိုက်ရဘူးဒီလိုသဘောပြောတာနော်အဲ့ဒါအဓိပ္ပာယ်ကစစေတနံအင်္ဂဝရတဟေတုအင်္ဂဝရတမေတ္တာမြတ်လို့ပဲကောင်းတဲ့ကိုယ့်ရဲ့အင်္ဂါခြေလက်ဆိုတဲ့ဟေတုအကြောင်းအတွက်တဏံပစ္စည်းဥစ္စာကိုစစေစွန့်လိုက်ပါပတ်စံဘာလို့เสียရလဲနော်ပစ္စည်းဥစ္စာရှိရင်ဒီကိုလက်ခြေကောင်းတယ်ဆိုရင်ပစ္စည်းဥစ္စာပြန်ရှာလို့ရတယ်အဲ့တော့လက်ခြေကိုအထိခိုက်မခံပါနဲ့ပစ္စည်းဥစ္စာကိုစွန့်လိုက်ပါလို့ဆိုတယ်ဟုတ်ပြီနောက်တစ်ခါရွေးချယ်เสียကြတော့ဘာဖြစ်လာတော့ဆိုအသက်အတွက်ဥမာမဲ့လူတယောက်မှာစီးကြွယောဂကြောင့်ခြေတော်ဖြတ်ရမဖြတ်ရင်သေမယ်ဆိုပါတော့ခုခေတ်လည်းဒါမျိုးတွေကြုံရတတ်တယ်ပေါ့နော်အဲ့တော့အင်္ဂါခြေလက်ဖြတ်ရမှနဲ့ဒီအသက်နဲ့နှစ်ခုကျုံလာပြီဆိုလို့ရှိရင်အင်္ဂံစစေစီဝိတတစီဝိတံရခမနောစီဝိတံရခမနောကိုယ်အသက်လေးမသေးအောင်ထိမ့်သိမ့်တဲ့အနေနဲ့အင်္ဂံလက်ခြေဆိုတဲ့အင်္ဂါကိုစစေဆွန့်လိုက်ပါလက်ခြေဖြတ်တာပြပါစေအသက်မသေးဘူးဆိုရင်အဲ့ဒါဝယ်ရွေးချယ်လိုက်ပါလို့ဆိုတော့တမိုးရှိရကြည်တာလေတမိုးရှိတာကိုကြည်လိုက်တယ်အသက်မသေးသေးရင်လှုပ်လို့ရတယ်ဒါကြောင့်မို့အသက်အတွက်ဆိုလို့ရှိရင်တော့ကိုယ်အင်္ဂါတွေဆုံးရှုံးခြင်းဆုံးရှုံးပါစေဒါမို့ဒီကနေ့ခေတ်မှာလည်းပဲကိုယ်အင်္ဂါတွေဆုံးရှုံးခံပြီးတော့လူတွေကကိုယ်အသက်လေးရှင်ရေးအတွက်စိတ်ကူးတမှုခံကြရတာတွေရှိတယ်လေအဲ့ဒါလို့ဆိုလို့တယ်ပေါ့နောက်တစ်ခုကျတော့ဟုတ်ပြီတမိုးရှိဆုံးကဘာတော့ဆိုလို့ရှိရင်တတ္တာတို့သီလတို့သုတ္တတို့စာခတို့ပညာတို့လို့ဆိုရယ်ကိုယ့်ရဲ့အရည်ချင်းတွေတရားရဲ့ကိုချင်းသီလရဲ့အကြမြင်ဘောသုတ္တရဲ့စွန့်ကြဲလှူဒန်းမှုဆိုတဲ့စာခရဲ့အသိပညာရဲ့အဲ့ဒါတွေဆုံးရှုံးမယ်ဆိုလို့ရှိရင်တော့အသက်သေးခြင်းသေးပါသေးအဲ့ဒါတွေအဆုံးရှုံးမခံပါနဲ့တဲ့ဒါကြောင့်မို့အင်္ဂံထဏံစီဝိတင်စာပိတပ္ပံလက်ချေအင်္ဂါပဲဖြစ်ဖြစ်ပစ္စည်းဥစ္စာပဲဖြစ်ဖြစ်အသက်ပဲဖြစ်ဖြစ်အားလုံးကိုစွန့်လိုက်ပါတဲ့တတ္တာသီလသုဒ္ဓဆာကပညာဆိုတဲ့ဒီကုသိုလ်တရားတွေဒီရင်ချင်းတွေမပြတ်ဖို့ကာကွယ်ပါလို့ဆိုလိုတယ်ပေါ့နော်ဒီရင်ချင်းတွေကပိုတန်မိုးရှိပါတယ်အသက်သေးခြင်းသေးပါစေတရားတရားမသေးပါစေနဲ့သီလမသေးပါစေနဲ့သုတ္တဆိုတဲ့အကြမြင်ဘောဓုတ္တတွေမသေးပါစေနဲ့စာခလို့ဆိုတဲ့စွန့်ကြဲမှုစိတ်ဓာတ်တွေမသေးပါစေနဲ့အသိပညာတွေမသေးဆုံးပါစေနဲ့ကျမ်းနာတွေပစ္စည်းပဲဖြစ်ဖြစ်လူခန္ဓာကိုယ်ဟာအင်္ဂါရတွေပဲဖြစ်ဖြစ်လူအသက်ပဲဖြစ်စေအားလုံးကိုစွန့်လိုက်ပါတဲ့အင်္ဂံသနံဇီဝိတင်္စာပိတပ္ပံစစေနရောဓမ္မမနုဿရံတော်တရားဓမ္မကိုအမှတ်ရနေတဲ့ပုဂ္ဂိုလ်တွေအားလုံးကိုစွန့်လွတ်နိုင်မှာဖြစ်တယ်တရားဓမ္မနဲ့ပတ်သက်လာရင်အားလုံးကိုစွန့်လွတ်ရမှာဖြစ်တယ်ဒါကြောင့်မို့လို့မြတ်စွာဘုရားကတရားရမယ်ဆိုရင်အားလုံးကိုစွန့်လွတ်ပြီးတော့တရားကိုရအောင်ရှာပါလို့သူတို့ဆိုတယ်ဘာကြောင့်လဲလို့ဆိုရင်ဒီတရားခန္ဓာနဲ့အပယ်ကခင်းအောင်ဆောင်ရွက်ပေးနိုင်တယ်ဒါမို့ဓမ္မောဆိုတာအတ္တနံဒါရင်တိ
စတုတုအပါယေတုအပတမာနိကတ္တဝါဓာရေတိတိဓမ္မောမိမိကိုယ်တိုင်ကတရားကျင့်သုံးလို့ရှိရင်အဲ့ဒီတရားကအပေလေးဖို့မကြအောင်သူကဆွဲဆောင်ထားနိုင်တယ်သူကထိမ့်ပေးထားမှာဖြစ်တယ်ပေါ့တရားကစောင့်ရှောက်ဓမ္မောဟဝေရကတိဓမ္မစာရိဓမ္မဆိုတဲ့တရားတတ္တာသီလသုဒ္ဓစာကပညာဆိုတဲ့ဒီတရားကတရားဆောင်တဲ့ပုဂ္ဂိုလ်ပြန်ပြီးတော့ဆောင်တယ်ဓမ္မောသူစိန်သောဒုက္ခမာဝတိဓမ္မကိုကောင်းစွာကျင့်သုံးလို့ရှိရင်ချမ်းသာဒုက္ခဝေရတယ်လို့ဒီလိုခေါ်တယ်အဲ့ဒီဓမ္မအတွက်ဆိုလို့ရှိရင်အလုံးကိုစွန့်လိုက်ပါအလုံးကိုစွန့်လိုက်ပါသို့သောလောကလူတွေကဓမ္မအတွက်တဲ့ဓနအတွက်ပို့တမျိုးထားနေတယ်လို့ဖြစ်တတ်တယ်ပေါ့တရားနောက်ရှာလို့ရတယ်ဆိုပြီးတော့ဓမ္မကိုဓနကိုစွန့်ရမယ်အစားဓမ္မကိုစွန့်မိနေဒါပုထုဇဉ်တွေရဲ့အမြင်ကအဲ့ဒါလိုရှိတယ်ရသော်ဘုရားကတော့အဲ့ဒါလိုမဟုတ်ဘူးသူတော်ကောင်းတွေကတော့အင်္ဂန္တနံဇေဝိတင်္စာပိတပ္ပံကိုယ်င်္ဂါပဲဖြစ်စေပစ္စည်းဥစ္စာပဲဖြစ်စေအသက်ပဲဖြစ်စေအာလုံးကိုတဲ့ဓမ္မအတွက်စွန့်လိုက်ပါလို့သူတို့ဆိုတယ်အဲ့ဒါဟာအရှုံးတွေကအမြတ်ရှာတာတို့အဆိုးတွေကအကောင်းရှာတာတို့အဲ့ဒီနည်းနဲ့ဘုန်းကြီးတို့တွေဘဝခရီးကိုဖြတ်တန်းကြရမှာဖြစ်တယ်ပေါ့ဒါကမြတ်ဗုဒ္ဓရဲ့အဆုံးအမပဲဖြစ်တယ်ပေါ့အသိဉာဏ်နဲ့သိရှိနားလည်ပြီးကိုယ်ဘဝကိုအကောင်းဆုံးဖြစ်အောင်အဆိုးတွေကအကောင်းရအောင်ကြိုးစားအထောက်ကြအောင်မှာဖြစ်တယ်တရားချစ်ခင်သူတော်စင်ပြိဿအပေါင်းတို့မြတ်ဗုဒ္ဓရဲ့အဆုံးအမတရားတော်တွေဟာတစ်ခုနဲ့တစ်ခုနှိုင်းယှဉ်ပြီးလောကကြီးထဲမှာအဆိုးနဲ့အကောင်းတွေးကြရတာရှိတယ်အရှုံးနဲ့အမြတ်တွေးကြရတာဖြစ်တယ်မြည်သည့်အခါပဲဖြစ်စေအရှုံးတဲ့ကအမြတ်ရဖို့အဆိုးတဲ့ကအကောင်းရဖို့တို့တွေဟာအသိဉာဏ်ဖြင့်ရှားပွေပြီးကြိုးစားအထောက်ကြမှာဖြစ်တယ်လို့ကိုယ်စီမှတ်သားပြီးကိုယ်ဘဝကိုထိန်းချောင်းမတိမ်ဆောင်းအောင်လိုက်နာကျင့်သုံးနိုင်ကြပါစေကုန်သတည်း